ရင်နောက်ပိုင်းမှာမျောလင်းချင်းရှိလို့နော်စိတ်ကမလာဘူးနဲ့တော့လိုက်ဒီတော့တော့ဒီဆိုတော့ပဲကျွန်တော်ကြီးမငတ်အောင်တရားငယ်တာပြင်ဆင်ပေးတာဒီမရှိတဲ့နေရာမှာလည်းစင်မပြေဘူးဟုတ်ကဲ့ဒီကတော့ဒီမှာဘုရားရှင်ကိုကြောက်ကပ်ပြီးတော့ကျွန်တော်မြို့သမီးရဲ့ရေတောက်ရမယ်လို့မြင်နေရတယ်ပြောကဲကောင်းပြီအဲ့ဒါတွေမပွင့်နဲ့နော်ဖြစ်လို့ရအောင်ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ပြန်ဆွတ်တောင်းအောင်နော်ဟာလေလုယာဖခင်ရခင်ကိုရရှင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ယနေ့တင်တန်းအောင်မြင်ပါတယ်ဝိညာဉ်တော်ပါရှိတဲ့အတွက်ကြောင့်အားလုံးစိတ်ဝင်စားတဲ့သဘောပေါက်တဲ့နားလေဝန်ခံကြတယ်ကျွန်တော်အနေနဲ့လည်းဖခင်ရခင်ကျမ်းမာစွာဖြင့်အလိုတော်တိုင်းဟောပြောနိုင်သောခွင့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါ၏ဆက်လက်ပြန်ကြားမယ့်အရာများကိုလည်းကိုရရှင်ကောင်းချီးပေးပါမိကြောင်းခရစ်တော်နာမဖြင့်ဆုတောင်းကြပါတယ်ဖခင်ရခင်အာမင်အခုဆိုရင်သင်္ခါစာပြည့်သွားရအောင်ကျွန်တော်တို့ဒီမုံစိတ်ကြဖြစ်တယ်ဆိုတော့အကျက်ဖြစ်သွားအောင်လုပ်ရမယ်ဆိုတာသိပါပြီအဦးတီးတော့အသိပြန်သွားရအောင်အဦးတီးတော့အသိဟာအဦးတီးကချမ်းခံခြင်းခလို့ဆိုတော့တော့သိပြီတဲ့နေ့အငယ်7နှစ်နော်နေ့ငယ်7နှစ်ဖတ်ရအောင်အဦးတီးတော့အသိအနံကိုပူဇော်တော့သစင်းနဲ့ပြားရည်ကိုခြားရပြားပူဇော်ရတော့လေဝင်းကြံရဖို့ရစ်ပလင်ပေါ်မှာမီးမရှိရတဲ့ပူတော့ပူဇော်ရတယ်အဲ့ဒီသစင်းနဲ့ဥစ္စာလေပြားရည်ဒါပေမဲ့မီးမရှိရဘူးတဲ့နော်ဘောဇင်ပူဇော်တကပြုတ်လေရရလိုက်စားခရမည်တင်ပြုတ်တော့ဘောဇင်ပူဇော်တကလိုက်တင်ပြားလေပရိငင်စားကိုမခတ်ပဲမနေရတဲ့တော့ပရိငင်စားလို့ပြောတယ်ပရိငင်ပြုတ်တဲ့အခါမှာမလုပ်ရတယ်စားပါတယ်စားကျွန်တော်တို့ကျွန်တော်သိတယ်လို့ဆိုတော့စားဆိုတာကစားခရတယ်ကျွန်တော်ဒီဥစ္စာထူးတယ်လည်းမလိလာတဲ့အခါကျတော့တခြားတွေလည်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့လူတွေကစားမပါရင်စားတတ်သလားစားမပါတော့ဟင်းဒီအရာလာမရှိဒါကြောင့်စားပါမှဘာဖြစ်တယ်လဲအရာလာပြည့်စုံတယ်စားဟာအရာလာဖြစ်စေတယ်စားဟာဘာဖြစ်စေတယ်လဲဆိုတော့ preserve လုပ်တယ်နော်ကြာစီခံရှိစေတယ်လေနော်တာနေမှာကျတော့သူကတာကြည့်တဲ့စေတယ်ဒါပေမဲ့အစာတွေမှာကျတော့ဘာဖြစ်တယ်လဲကြာစီခံစေတယ်မပုံမပြည့်ရအောင်လေဒါကြောင့် bring in စားခိုက်ရမယ်လို့ပြောတယ်ဆိုတော့တင်တို့ဒီလောကရဲ့ဘာလို့ပြောလဲစားဖြစ်တယ်စားအဲ့ဒီစားဘယ်မှာတဲ့ခံကြီးငါငယ်ဆက်တုံးမှာဆက်လေးရတော့တင်တို့ဒီလောကလေးဖြစ်တယ်လို့ပြောနော်စားဆိုတာကျွန်တော်တို့တွေစားကျွန်တော်တို့ကိုယ်တိုင်တင်တို့ဒီလောကစားဖြစ်တယ်လို့ဆိုရတာဘာလို့ဆိုတော့အကောင်းပြောတာလားအဆိုးပြောတာလားအကောင်းပြောတာစားပါမှအရာသာရှိတယ်လေကျွန်တော်တို့ပါမှ community ထဲမှာဘာဖြစ်မှာလဲကောင်းပါမှာနော် preservation preserve ဖြစ်မှာနော်ကြာရှည်ခံစေတယ်ကျွန်တော်တို့ရှိမှာပဲလောတော်မြတ်မှာဘယ်လိုရှိနေလို့ကနေမွေးရလို့ချလို့ရလောတာတာဆက်နေတဲ့စဖယားရဲ့နာမည်ရှို့လို့မရအောင်ကျွန်တော်တို့ကြောင့် community ရဖယားကောင်းကြီးရရှိရကျွန်တော်တို့ကစားဖြစ်ရတယ်ဒါပေမဲ့စားတွေဟာဆိုရင်ရင်းထဲမှာခတ်သွားတဲ့အခါခတ်လိုက်တဲ့အခါကျတော့ဘာဖြစ်သွားလဲပျောက်သွားတယ်အရေးပြောသွားတယ်ပျောက်သွားတယ်စားအောင်ရှာလို့တွေ့သေးလားတွေ့တော့မြင်ကြည့်စရာမလိုဒါကြောင့်ကျွန်တော်တို့ရဲ့နာမည်မခေါ်ရညာလက်သေးတဲ့စာကိုဘယ်လက်ကတော့မသိစေနဲ့ဆိုတဲ့စာကတော့ဘယ်တော့မှမပြောနဲ့ဒါကြောင့်ကျွန်တော်တို့ခရိယာလေးရလေအခုနောက်ပိုင်းမှာဖယားမသိဇာတိသဘောဖြစ်လာတဲ့အခါကျတော့လူတဲ့ဥစ္စာတွေကိုလည်းတခါနဲ့ပေါ်ပြကြတယ်ခင်ဗျားတို့လူတဲ့ဥစ္စာတွေပေါ်ပြတယ်ဆိုရင်ဘာနဲ့တူလဲဆိုတစ်ပင်ကိုလေငါအမြင့်ကတော့ကြီးတယ်လို့ပြလိုက်တော့ဘာဖြစ်လဲတစ်ပင်ကြီးဟာတေးသွားတယ်အမြင့်မပေါ်နဲ့နော်တစ်ပင်မှာမပေါ်တဲ့အပိုင်းရှိတယ်ဘယ်ပိုင်းလဲအမြင့်မပေါ်နဲ့
ငါဘယ်လောက်လိုတဲ့သူကဘယ်လောက်လိုတဲ့ဘယ်လောက်စက်ကတ်တဲ့ဆိုတဲ့အစာတွေကိုလျှို့ဝှက်ထားအဲ့ဒါမှဖယားခင်ကထီရှားဆိုခင်ဗျားကိုမလုပ်မှာလေကောင်းချီးပေးမယ်ကျွန်တော်အတီးအပွင့်ပဲများလူတွေကမြည်ပဲစားမယ်တောက်မယ်အမြင့်ကိုမဖော်ရဘူးငါဘယ်လောက်ဆူတောင်းတယ်လဲငါဘယ်လောက်လိုတယ်လဲအခုဆိုရင်အတင်းတော်တွေမှာဘာတွေတွေ့လဲဆိုတော့ခုံတွေမှာလေခုံရှင်ကြီးတွေလိုတဲ့လူတွေဒီဥစ္စာပဲသူကလိုရတယ်သာသနာ့ဘာလူတွေလို့လုပ်တယ်တော့ကျွန်တော်ပြားကြီးတွေပါနေနဲ့လုပ်တာနော်ဘယ်သူရဲ့ကောင်းမှုကုသိုလ်ပါဒါသာသနာ့ဘာလူတွေလုပ်ပါမှာဘာကြောင့်လဲသိလားသာသနာ့ဘာလူတွေကြောင့်အဲ့ဒါတွေလုပ်ပါတယ်ဘာကြောင့်လဲလူတွေကမချီးမွမ်းရင်ချီးမွမ်းတဲ့လူမှမရှိတော့တာနောက်ဘဝမှာလည်းချီးမွမ်းမယ်လို့မရှိတော့ဘူးကျွန်တော်တို့ကျတော့ဘယ်တော့ချီးမွမ်းရမှာလဲဘုရားသခင်ချီးမွမ်းရမှာဒါကြောင့်ဘယ်တော့ကျွန်တော်ဆိုတတ်နိုင်တယ်များလျှို့ဝှက်ခြင်းတယ်ခင်ဗျားတို့တော့မသိဘူးကျွန်တော်တို့လျှို့ဝှက်ခြင်းတယ်ကျွန်တော်ပြုလုပ်တယ်များမတတ်တာလို့ပေါ်ပြရမယ်နော်နောက်တစ်ခုရှိရဲ့ဘယ်ချိန်မှာပေါ်ပြမယ်ဆိုတော့သူများတင်ခန်းစာယူစေခြင်းတယ်ဆိုတော့အဲ့ဒါပေါ်ပြမဟုတ်ရင်တော့မပေါ်ပြနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့လောက်ဆောင်မှုတွေလျှို့ဝှက်ဆိုတာလုပ်ရမယ်အဲ့ဒါမှထင်ရှားဆိုတာဘုရားခင်ကဘာလုပ်မှာလဲကောင်းချီးပေးမယ်ကျွန်တော်တို့ရဲ့လောက်ဆောင်တွေကစုတောင်းတာလိုတာစက်ကတ်တာတွေမှန်တယ်များတစ်ပင်ရဲ့အမြင့်နဲ့တူတယ်အမြင့်ဆိုတာမတွေ့ရလျှို့ဝှက်ထားရတယ်အသီးပဲလူတွေကထင်ရှားဆိုတာမြင်ရမယ်ဒါကြောင့်ကျွန်တော်တို့အဲ့ဒါလုပ်နော်ဒါကြောင့်ပိုးတစ်ပေါ်နေဘယ်သူကဘာလို့ပါတယ်ဘာလို့ပါတယ်ဒီတင်တာတွေ့တာတွေမလို့ချင်းနဲ့အဲ့ဒါလို့ချင်းနေဆိုရင်တော့ခင်ဗျားဘုရားကကောင်းကြီးပေးခြင်းမပေးတော့ဘူးသူ့ရဲ့ကျမ်းစာတိုင်းသူ့ရဲ့လောက်ပတ်တော်တိုင်းဆိုမပေးတော့ဒါကြောင့်လူတွေပေးတာတဲ့ဘယ်လိုပေးတာကိုကြိုက်တာလဲဘုရားဒါကြောင့်ကျွန်တော်တင်းလို့ဆရာဖြစ်နေတယ်လို့ဘယ်သူကဘယ်တော့ဘူးလဲဆိုတာတော့မသိဘူးသိတဲ့ချင်းတဲ့စိတ်နဲ့ရှိကျွန်တော်သိသွားတယ်ရှိတော့သူတို့ဆိုမှစေနာစိတ်ဖြစ်တယ်လူတဲ့လူကိုကိုထင်ကြီးမယ်ကိုစားပေးမယ်မလူတဲ့လူဘာလို့မှအထင်သေးပြီးတော့တော့ဟိုမှာဟိုလေစိတ်ထားမကောင်းဖြစ်မှာဆိုကျွန်တော်တော့မှဘယ်လိုလို့လဲဆိုမှသိကြည့်လည်းကြည့်ချင်ဘူးကျွန်တော်ဒီတိုင်းပဲကမှပြလို့ပြောတနည်းအားဖြင့်တော့ကောင်းတဲ့တွေ့ရှိနေပြီလေတနည်းအားဖြင့်ဒီလိုရဲ့အားနဲ့ချက်ပြီးတော့သူတို့ဟိုစားဖြစ်တယ်ဒါတော့ကောင်းတယ်လေကျွန်တော်ရဲ့ philosophy အဲ့လိုလာတယ်ကျန်စာပါတယ်ဒါကြောင့်ကျွန်တော်တို့ကဲကောင်းပြီစားနောက်ပြီးတော့တကွာစားကမမြင်ရဘူးလေဟင်းမကောင်းရင်ဘယ်လိုပြောတယ်လဲဟိုလေစားပေါ့ရင်ဘယ်လိုစားမပါဘူးဆိုရင်ကျွန်တော်ဟင်းမကောင်းဘူးတဲ့နော်စားကိုတန်းတာတယ်နောက်ဟင်းစားကအနေတော်ခတ်လာပြီဆိုရင်ဘယ်လိုပြောတယ်လဲဟင်းကောင်းတယ်ဖြစ်သွားတယ်စားကောင်းတယ်လို့မဟုတ်တော့နော်နောက်စားကလုံးနဲ့ဆိုရင်ဘယ်လိုခံရတယ်လဲစားကလုံးနဲ့စားပဲဒါကြောင့်စားဆိုတာကအနေတော်ဆိုရင်တော့သူပျောက်သွားတယ်သူ့ကိုချီးမွမ်းခြင်းမရှိရင်လည်းတန်းတာတယ်များလို့ရင်လည်းကြိမ်တယ်အနေတော်ဆိုရင်မသိဘူးဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဟာ community ကနေလေကျန်တဲ့လူတွေကကျွန်တော်တို့မပါရင်တန်းတရမယ်တော့ပါနော်နောက်ကျွန်တော်တို့များလို့ရင်လည်းကျွန်တော်တို့ကိုမုန်းတယ်အနေတော်ဆိုရင်သူတို့ပဲကောင်းသွားတယ်အဲ့ဒါဖြစ်ပါစေကိစ္စမရှိစားဆိုတာလည်းလို့ဖြစ်ရပါလေစားဆိုတာဖြစ်ရစားဆိုတာကကျွန်တော်တို့တဏီကုံမှဘယ်ခင်မှတရိရတယ်ဟင်းချက်တဲ့ချိန်မှာချက်တဲ့ချိန်တော့တရိအောင်တယ်ချက်တဲ့လူကတော့ချက်တဲ့ချိန်မှာစားတဲ့ချိန်မှာတရိရတယ်ဒါကြောင့်လူတဲ့ချိန်မှာတရိရတယ်နော်ကိစ္စမရှိဘူးခင်ဗျားတို့လည်းသူတို့ဟာနဲ့သူတို့ပျော်နေပြီးတော့ဖော်နေလို့ပြမတခါနဲ့သူတို့ဒုက္ခရောက်မှာပဲငါ့ကိုတရိရတော့တယ်လို့နော်ကျွန်တော်တို့ကအဲ့ဒီချိန်ကျတော့စိတ်ဆိုးတတ်တယ်မဟုတ်ဆိုးတယ်အဲ့လိုဖြစ်ရမယ်စားဆိုတာတတိကုန်တရိမရခင်ဗျားတို့ကလူတွေကလှည့်လျော်ရှုမယ်ကိစ္စမရှိဘူးလို့ရှုပါစေစားဆိုတာလှည့်လျော်ရှုအောင်ချိန်ရတယ်လေဒါပေမဲ့ဒုက္ခရောက်ရင်တော့ခင်ဗျားတို့တရိရမလားတရိရမယ်သူပါတိုင်းတော့ဆူတောင်းပေးမှာပါရအောင်ဟုတ်ပြီစားကြောင်းတော့လည်းပြောကဲခမင်းလားစကျွန်တော်ဘုပြောချက်ချက်မှာပြန်သွားအောင်ငယ်ဆက်လေးဖတ်ရအောင်အိုဒီသောအတိအနံကိုထာရဖျားအဘောဇင်ပူဇော်တကာပြုတ်လို့လေစပနာကိုအရေးစစ်အောင်မိနာမှာထား၍စပါးစီကိုပွေယူပြီးမှစေကိုလောင်း၍လောဘကိုတင်လျက်ဘူ
ဖြစ်သည်ပုယုသောစပစီအချို့စီအချို့လောဘရှိသမျှဒီလိုသောထိုဘောဇေပူဇော်တကာအတွက်တာကိုရစ်တော်၏ဒီရှို့ရမည်ထာဝရဘုရားအားမြည်ဖြစ်ပြုသောဘောပူဇော်တကာဖြစ်သည်လေဆိုင်တဲ့အခါမှာအရေးဗာလဲမခေါ်မလဲအဝတီးတဲ့အသေးရှိတတ်တယ်လေတပြိုင်တည်းစိုက်ပြီးနေလို့လည်းအရင်ဘာခေါ်လဲမဲ့တဲ့ဥစ္စာရှိတယ်အဲ့ဒါကိုသူတို့ကရိတ်ပြီးတော့လက်တစီးလောက်ပေါ့နော်အဲ့ဒီဥစ္စာကစပါးကကောင်းကောင်းမှ6သေးအဲ့ဒါကြောင့်ဘယ်နာမှာထားမလဲမီးနာမှာပွတ်ပြီးတော့တခါနဲ့ကနေလို့လည်းမရအောင်လေနော်သူကနည်းနည်းလေးကိုပွတ်ပြီးတော့တခါနဲ့အဲ့ဒါကိုမီးနာမှာထားမယ်အရင်စစ်တော့တဲ့ပူ6အဲ့ဒါကိုယူပြီးတော့ဘာနဲ့လဲစီနဲ့လောဘနဲ့ရစ်ပရိုရေးစီမှာတွားပြီးတော့ပူဇော်ရတယ်ပူဇော်တော့ကတခါနဲ့အဲ့ဒီပူဇော်တဲ့ဥစ္စာကိုမီးထဲမှာမလုပ်ရလဲရှူပါတယ်အူတီတော့အပြည့်ဖြစ်တယ်ကျွန်တော်ခရိယာများဒီဥစ္စာကိုလုံးဝနားမလဲဘာကြောင့်နားမလဲလဲဆိုတော့ဒီမှာမသွားတာဒါတော့ကျွန်တော်အူတီတော့အသေးတွေကိုဒေါ်ရော်တွေမှာကြတော့ပေးသလားပေးပါတယ်သူတို့ပေးတာကဖယားเจ้าမှာဘာလုပ်တာလဲပေးတယ်အဲ့ဒါတော့ကောင်းပါတယ်မကောင်းတာတစ်ခုမှမရှိဘူးတိုးတော်လည်းအဲ့ဒါမဟုတ်အူတီတော့အသေးဆိုတာဘာကိုတင်ပေးခြင်းတယ်ဆိုတာကျွန်တော်တို့သိတာအဲ့ဒီဣသရေလလူတွေကလေလုံးတဲ့အခါအမြဲတမ်းအူတီတော့အသေးကိုပူဇော်တယ်အဲ့ဒါဘာလို့ဆိုတာအရင်ဆုံးရတယ်လေအဲ့ဒါဘာဘယ်နေရာမှာပြည့်စုံလဲခရစ်တော်မှာဘာဖြစ်လဲကားတိုင်းမှာတင်သွားတဲ့အခါမှာရှင်ပြန်ထမြောက်တာဟုတ်ပြီခရစ်တော်ရှင်ပြန်ထမြောက်တဲ့ဥစ္စာကိုဘာလို့တာလဲပုံဆောင်ဖြစ်တယ်နော်အဲ့ဒါပဲနော်ကျွန်တော်အဲ့ဒါကြောင့်သူတို့အမြဲတမ်းနှစ်တိုင်းပူဇော်တော်လဲသူတို့ကအရေးလုပ်တာအဲ့ဒါကိုပြည့်စုံခြင်းသိသလားမသိဘူးသူတို့ဘာမှမသိဘူးဒါကြောင့်ကျွန်တော်တို့တမန်တရားအတိတ်ဘယ်တွေကိုဣသရေလလူတွေစီမှာမသိရဘူးဆိုလိုတာကျွန်တော်အခုလောလောဆယ်ရှိတဲ့ဣသရေလလူဆိုတာသူတို့တဘောမပေါက်လို့ယနေ့ဒီကမှာခံတဲ့ဥစ္စာတချို့လူတွေကယူရလူတွေစီမှာသိတတ်တယ်သူတို့ရဲ့လုံနေလုံထုံးတွေကတော့နည်းနည်းပါးပါးတော့အထောက်ကိုပြုတ်ပါတယ်ကျမ်းစာမှာပြည့်စုံနေပဲကျမ်းစာနဲ့သွားတာကျွန်တော်တို့ကဣသရေလလူမျိုးတွေစီမှာမသိနဲ့တေးရခမရပါမရအရေးမရအရေးမရပါဒါကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျမ်းစာထဲနေပြန်သွားမယ်ဘယ်မှာတွေ့ရတယ်ကျွန်တော်တို့အဝူတီတော့အသေးအကြောင်းဓမ္မတိကျမ်းမှာဘယ်မှာတွေ့ရတယ်ဘယ်မှာတွေ့ရတယ်ဟုတ်ပြီစက္ကန့်လို့ပြောတယ်အဲ့ဒီဥစ္စာကတော့ဓမ္မဟောင်းပဲပြည့်စုံခြင်းပဲမရှိပဲမသိဘူးလားဒီတော့ငါတိမှတွေ့တယ်ပြန်มาတယ်first fruits ဆိုတာမှာရှာတာကျွန်တော်တို့ခေါ်ရင်တော့ဘုရားဆောင်ခန်းကြီး15ထဲမှာတွေ့ရတယ်အငယ်20ရဲ့ဖတ်ရအောင် First Corinthians chapter 15 verse 20ရဲ့ပြီးတော့ကျွန်တော်တို့ကြည့်မယ်တိကော15အငယ်20နဲ့တွေ့ဖတ်ရအောင်ယခုမူကားခရစ်တော်သည်တည်ခြင်းမှထမြောက်တော်မူ၍အိပ်ပျော်သောသူတို့တွင်အအိုးသေးသောအသေးဖြစ်တော်မူပြီခရစ်တော်ပါလေအအိုးတီးတော်သူအတီးအိပ်ပျော်တော်သူတွေတို့တွေဘာဖြစ်တယ်လဲအအိုးထမြောက်တဲ့လူခရစ်တော်ရင်ထမြောက်တဲ့လူတွေမရှိဘူးလားရှိတယ်ခရစ်တော်ကိုယ်တိုင်ကဘယ်နှယောက်ထမြောက်စေခဲ့တယ်လဲလာဇရု3ယောက်ထမြောက်စေတယ်လေ3ယောက်ကောင်မလေးနဲ့ထရောက်စေတယ်7နှစ်နောက်ယောက်ျားလေး1ယောက်ထမြောက်စေ3ယောက်ထမြောက်စေတယ်ဒါပေမဲ့ခရစ်တော်ဒီအအိုးတီးတဲ့တည်တော်သူတို့တွေအဝူထမြောက်တော်သူတဲ့ဘာကြောင့်လဲလို့ပြောတာလဲ
သူကဝိညာဏကိုခန္ဓာနဲ့ထားတဲ့သူထဲမှာပထမဦးဆုံးအဲ့ဒါဓမ္မအောင်ချက်ထဲမှာထားမြောက်လို့ရှိသလားရှိတယ်လေဟုတ်လားမလားဓမ္မအောင်ချက်ထဲမှာထားမြောက်တဲ့လူရှိတယ်ဣလိယကလည်းဟိုမုတ်ဆုံးမရဲ့ရှုနေမြေသမီးရဲ့သားဘာလို့ဆိုလဲထားမြောက်စေတယ်ဣလိရှေကလည်းထားမြောက်စေသလားထားမြောက်စေတယ်ဘယ်လိုထားမြောက်စေသလဲသူ့ရဲ့အလောင်းကိုပြင်းကြိုင်ထဲမှာထားတဲ့အခါမှာတီတော့သူဘာဖြစ်သွားလဲဘာကြောင့်လဲသိလားအယိုးတွေတီလူနဲ့ငါမနေရှင်လို့ဆိုထားမြောက်သွားတယ်ဟုတ်ပြီဒါဆိုဓမ္မအောင်ကျမ်းစာကလည်းထားမြောက်ခြင်းရှိသလားရှိတယ်ဒါပေမဲ့ဘာကြောင့်ခရစ်တော်ဟာအဦးသီးတော်တည်ဖြစ်တယ်လဲဆိုတော့ခုနပြောလို့အရင်ထားမြောက်တဲ့လူတွေကတော့ကိုယ်ခန္ဓာပုတ်ပြတ်တတ်တဲ့ဥစ္စာနဲ့ထားမြောက်တာမပုတ်ပြတ်တတ်သောကိုယ်ခန္ဓာနဲ့ထားမြောက်သူထဲမှာပထမဆုံးမှပဲလို့လေမာသက်ခန်းကြီး29အငယ်50ကနေဖတ်ရအောင်29အငယ်50ကနေအငယ်50ကနေလေ29အငယ်50ကနေယေရှုရဲ့ကြီးသောအတာနဲ့တပံကျွေးကြော်ပြီးလေအသက်တော်ကိုလွတ်တော်မူ၏ခရစ်တော်ခရစ်တော်ဘယ်တော့တတ်တာလဲသူကတော့အသက်လွတ်တာပဲဟုတ်တယ်နော်နောက်တော့မှထိုအခါဗိမာန်တော်၏ကလကား၏အထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုတ်ဝဲလေ၏မြေကြီးလှုပ်လေ၏ကြောက်များတို့ဒီကွဲပြားကြ၏တင်းကြိုင်တွေတို့ဒီပွင့်လိမ့်သဖြင့်ကျင်းဆက်လျက်ရှိသောတန်ရှင်းသူတို့၏အလောင်းများစွာတို့ဒီထကြ၍ဘိုးတော်ထမြောက်တော်မူဒီနောက်ထိုသူတို့ဒီတင်းကြိုင်တွေမှထွက်၍တန်ရှင်းသောမြို့ထဲသို့ဝင်ပြေးလေလူများစွာတို့ထင်ရှားကြ၏ခရစ်တော်တည်တဲ့အခါမှာတင်းကြိုင်တွေနေဘာဖြစ်ကုန်တာလဲပွင့်လင့်ကုန်တယ်ရှင်းတရှင်းသူများဘာဖြစ်တယ်လဲထားတယ်ဘယ်ချိန်မှတင်းကြိုင်တွေထွက်တာလဲခရစ်တော်ထမြောက်ပြီးမှတည်တဲ့အခါမှာထားတယ်ဒါကြောင့်3ရက်လုံးလုံးသူတို့ကဘာလုပ်နေကြလဲမတ်တရက်နေကြခရစ်တော်တည်တဲ့အခါမှာကြောက်တွေဝဲကုန်တယ်တင်းချိုင်းတွေနေပါဖြစ်ကုန်တယ်လေပွင့်ကုန်တယ်ခရစ်တော်ထားတဲ့ချိန်မှလားဟုတ်ဘူးခရစ်တော်တည်တဲ့အခါကိုပြောတာဟုတ်များစွာသောရှင်းယုံကြည်သူများပါဖြစ်တယ်လေထတော်လေခရစ်တော်ထားမြောက်ပြီးမှသူတို့တွေတင်းချိုင်းတွေနဲ့ဘာလို့လဲထွက်တယ်လို့ပြောတာဟုတ်တန်ရှင်းသောမြို့တည်သောယေရုရှလင်မြို့ထဲမှာလူတွေကိုကိုထင်ရှားပြသလားဒါပေမဲ့ဣတိလလူတွေယုံသလားမယုံဘူးတန်ရှင်းသူများထတော်လဲဓမ္မဟောင်းခေတ္တတန်ရှင်းသူများထတော်လဲသူတို့မယုံဘူးဒါကြောင့်အာဗြဟံပြောတာတိတ်မှန်တယ်နော်ပြည်တော်သူထမြောက်တော်လဲယုံမှာမဟုတ်ဘူးဆိုတာတိတ်မှန်တယ်အခုလည်းပြည်တော်သူတွေထရဲ့လူတွေများယုံမလားမယုံဘူးအနေဆိုတော့ယုံလာလိမ့်မယ်ဒါနဲ့အများဆိုတော့ယုံမှာမဟုတ်ဘူးလို့ဆိုတာတကအားတအားကောင်းပါကဲကောင်းပြီအဲ့ဒီပိုင်းမဟုတ်ဘူးကျွန်တော်ပြောချင်တာကတော့ဗာလဲဆိုတော့ငါခရစ်တော်ဟာအိုးတီးသောအသေးဖြစ်တယ်ရှင်တီးသောသူတွေထဲနဲ့ပထမဆုံးဘာလို့လဲလို့လဲထမြောက်တဲ့သူဖြစ်တယ်တော့မကြောက်နော်ဒါကြောင့်ခရစ်တော်ထမြောက်ခြင်းနိုင်ပြည့်စုံပြီလားအိုးတီးသောသေးပြည့်စုံပြီဒါပေမဲ့အဲ့ဒီကလူတွေကသဘောပေါက်သလားမပေါက်ဘူးနောက်အတင်းတော်ကသဘောပေါက်သလားအများစုကသဘောမပေါက်ဒါကြောင့် emphasize မလုပ်ဘူးရှင်ပြန်ထမြောက်တဲ့နေ့မှာအဲ့ဒါတွေပြောဖို့ကောင်းသလားကောင်းတယ်တို့တယ်ပြောဘူးသလားခရစ်တော်ထတာပဲပြောတယ်ဟုတ်တယ်နော်ခရစ်တော်ဟာအဦးသီးသောအသေးပရမအဆုံးထမြောက်သောသူဖြစ်တယ်ဆိုတာကဲကောင်းပြီကျွန်တော်တို့ရှင်ပြန်ထမြောက်ခြင်းပဲနဲ့ချိန်ရှိတယ်လေကျမ်းစာထဲမှာ၅ချိန်ရှိတယ်ပဲချိန်ပါလားကြားဘူးလားဟုတ်ပြီအဲ့ဒီယုံကြည်ပြီးတဲ့လို့ပြောတာဘယ်ချိန်မှလဲအဲ့ဒါဟို rapture လာတဲ့ခါမှာ
rapture လာတဲ့အခါမှာထားမယ်နောက်ပြီးတော့ တဘိုးမှုတဲ့တဘိုးမှုတဲ့ white throat ဘူးတိမ်စီတဘိုးမှုတဲ့ချိန်မှာထား ဝက်ဆက်တချောင်းလေးတောင်းလေးတောင်းလေးတောင်းလေးမယုံချဲတဲ့ကြောင်းရအောင် ဟုတ်ပြီဒီမှာခရစ်တော်တည်တယ်နော်နောက်မှခရစ်တော်ရှင်ပြန်ထမြောက်လာတယ်နော်အဲ့ဒီချိန်မှာထမြောက်ပြီးပြီ rapture ချိန်မှာမလုပ်မှာလဲထမြောက်မယ်အဲ့ဒါ rapture နောက်မှ next round ဒုတိယချိန်ကြွလာ second coming ချိန်မှာဒါမေးလာချိန်မနေ့ကိစ္စကတော့နော်အဲ့ဒီချိန်မှာတိုးနဲ့စိတ်ခွဲမှာလားအဲ့ဒီမှာလည်းထမြောက်မယ်ထမြောက်ဝိညာဏကိုယ်နဲ့ခါထားမယ်နောက်မှအယုံပြောမယ်ဒီမှာပလေပြူကြီးတစ်ထောင်ဒါဒီတစ်ထောင်ကာလာအဲ့ဒါပြီးမှထမြောက်မယ်ဒါထမြောက်ခြင်း၄ချိန်ရှိတယ်တဝချင်းထားပြီးမှပြောတာပေါ့ထမြောက်ခြင်း၄ချိန်ရှိတယ်ဒီဥစ္စာကတော့ခရစ်တော်ထမြောက်တဲ့အချိန်မှာနော်ဒါဟာအဦးတည်တော့တည်တယ်အဦးတည်ဓမ္မဟောင်းကာလတုန်းကထမြောက်တဲ့သူယုံကြည်တဲ့လူတွေဓမ္မဟောင်းကာလမှာဆိုများယုံသလားဘုရားကိုမယုံဘူးဣသရေလလူမျိုးထင်းပဲယုံတယ်ဣသရေလလူမျိုးတိုင်းကတော့မယုံဘူးလေမယုံကြည်လို့ရုပ်ထုတ်ကိုယ်ွယ်နေကြတယ်လေဒါကြောင့်ဓမ္မဟောင်းကာလမှာယုံကြည်သူများသလားလူမျိုးတစ်မျိုးတည်းဖြစ်ယုံမကားဘူးအများစုကမယုံဘူးဒါကြောင့်နေနေလေအိုးသေးတော့သေးဆိုတာမများဘူးလေနော်အဝတ်စမကောင်းလားကျန်းစာဆိုတာလေယာစိုက်ပြူးရင်းနဲ့တော်တော်လေးကိုဖော်ပြသွားတယ်နော်အိုးသေးတော့သေးတွေထားအိုးသေးတော့သေးတွေရှင်းပြီးတဲ့အခါမှာဘာဖြစ်လာတယ်အားလုံးကမှဲ့လာပြီအဲ့ဒီဥစ္စာတွေဘာလို့ရလဲရိတ်သိမ်းရတယ်အဲ့ဒါရိတ်သိမ်းခြင်းဒီဥစ္စာဟာနံပါတ်1ဟာဆိုရင်ရိတ်သိမ်းခြင်းနော်ရိတ်သိမ်းခြင်း rapture မှာအများစုကဘောခရစ်တော်တည်ပြီးတဲ့နောက်ပိုင်းမှာအသေးတော်ခေတ်မှာများစွာသောလူတွေယုံလာတယ်လေကဘာမှာနော်အဲ့ဒီလူယုံကြည်တဲ့လူတွေပထမအရာဆုံးနဲ့နောက်ဆုံးရောက်တော့အရာဆုံးမှာအများဆုံးယုံကြည်တယ်ဂျားမှာဆိုတာအောင်ခေတ်ကြာရောက်သွားတယ် oneness ရကောင်းတာကဆိုတော့အဲ့ဒီအသေးတော်ခေတ်မှာယုံကြည်တဲ့လူတွေဟာလူမျိုးတစ်မျိုးတည်းမဟုတ်တော့ဘဲနဲ့လူမျိုးပေါင်းစုံကနေထေးရနေတော့မှယုံကြည်လာတယ်အဲ့ဒါကြောင့် rapture လာတဲ့အခါမှာ ရှေးဆောင်ချင်းလာအတွက်ခရစ်တော်လာတဲ့အခါမှာအသေးတော်သိသိတဲ့ချိန်မှာများစွာသောယုံကြည်သူတွေဘာဖြစ်မှာလဲပါသွားမယ်တချို့လူတွေကတော့သိဘူးပြီတချို့လူတွေကမသိဘူးတဲ့လို့ရှိအောင်မယ်ဒီမှာဒါကြောင့်ဒီကျမ်းပိုက်ကိုကျွန်တော်တို့ဖတ်ရအောင်ဘယ်မှာလဲဆိုတော့ပထမချက်ကတော့ First Corinthians chapter 15 verse 50ကနေဖတ်ရအောင်တကူကတော့ Second Thessalonians First Thessalonians အာဂျီလီအငယ်ဆက်သုံးကနေဆက်နေအဲ့ဒီရှင်ပြန်ထမြောက်ခြင်းတွေကိုလည်းသိဖို့လိုတယ်နော်ဟုတ်ကဲ့တိကောခါကြီးဆက်ငါအငယ်ဆက်50ကနေကျိုးလို့ဖတ်မယ်တခုကတော့ဗာလဲဆိုတော့တက်တာလောနဲ့ပထမဆဆောင်ခန်းကြီး4ကနေပြီးတော့73ကနေအဲ့ရဖြစ်ကဲကောရတော့ပထမဆောင်ခန်းကြီး9ထဲလာတယ်အရင်ဖတ်ကြည့်အောင်ငါခန်းကြီး9အငယ်50လောက်ကနေဖတ်ရအောင်ဒီကိုယ်တို့ငါတို့ဒီငါဆိုဒီကလူအသွေးအသားတွေဘုရားသခင်နိုင်ငံတော်ကိုအမွေမခံနိုင်ပုတ်တတ်သောအရာတွေမပုတ်နိုင်သောအဖြစ်သောအမွေမခံနိုင်နော်ဟုတ်တယ်နော်ကောင်းကင်နိုင်ကျွန်တော်ပုတ်ခံတယ်ပုတ်တတ်မလားပုတ်တတ်တော့ကောင်းကင်တက်လို့ရလားမရဘူးကောင်းကင်ကမပုတ်နိုင်တဲ့အရာတွေပဲတည်နေတဲ့နေရာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကိုခန္ဓာအဖြစ်ကောင်းကင်မတက်ဘူးနောက်အငယ်50နည်းနည်းသောအရာတစ်ခုကိုငါပြအောင်ပြီငါတို့ရှိသမျှတွေအိပ်ပျော်ရကြမည်မဟုတ်တိုးတော်လည်းနောက်ဆုံးသောတဘုံမဟုတ်သောအခါတခဏချင်းတွင်မျက်စိတစ်နှိမ့်၌
ဝိညာဉ်နိုင်ဝိညာဉ်ပိုင်းလိုက်ခလေးအတင်းတော်လားလူကြီးအတင်းတော်လားခလေးအတင်းတော်သူတို့နိုင်အကျင့်ကောင်းသလားကောင်းလို့တို့လည်းဘောလိုကငါတို့ရှိတာညလို့ရေးသလားရေးတယ်ဒါကြောင့်ဒီဥစ္စာမှာဆိုရင်ဝိညာဉ်လိုဖြစ်မှဖယားစကားလားထောင်နိုင်မှလို့မပြောဘူးကိုယ်နဲ့သူ့အတင်းတော်ဟာဆိုရင်အဲ့ဒါမှာကိုယ်နဲ့သူ့အတင်းတော်ရှိတာလည်းတက်ကောင်းတယ်ကျွန်တော်ဘာလို့ဆိုတော့ဘောနဲ့ကခရီးရတဲ့များဆိုဟာကိုယ်နဲ့သူ့အတင်းတော်လိုဖြစ်တယ်နော်ကိုယ်နဲ့သူ့အတင်းတော်လိုဖြစ်တယ်တက်တာလို့နေခင်ဗျားကျန်းစာဘလောက်ဖတ်တယ်လဲဆိုတော့ကျွန်တော်သိချင်တယ်ခင်ဗျားတို့အတင်းတော်ဟာဒီကျန်းစာထဲကကိုယ်နဲ့သူ့ကလာတီအီဖက်တခါနဲ့ကောလို့တဲ့နော်ဖိလစ်ပိအတင်းတော်တွေမှာရွေးမယ်စင်ပဲအတင်းတော်ရွေးမယ်လားစမူရနာအတင်းတော်ရွေးမလားဘရော်ဒလီလာပါတယ်ဖီလာဒဲလ်ဖီယာဘာအတင်းတော်ရွေးမယ်လဲကြတော့ဖီလာဒဲလ်ဖီယာအတင်းတော်ရွေးမယ်ကိုယ်တို့အတင်းတော်ရွေးမလားဖြစ်နေတာတော့ဘာအတင်းတော်ကိုယ်တို့အတင်းတော်နော်ဟုတ်ပြီဒါဆိုရင်ကိုယ်တို့အတင်းသားများတွေဒီမျက်စိတစ်မိတ်တွေမှာပြောင်းလဲတဲ့လို့ထဲမှာပါမလားပါမယ်ဒါကြောင့်တချို့လူတွေကဖယားစကားနာထောင်နိုင်မှဖယားတခင်ကိုကြိုးဆိုနေမှအဲ့ဒါလိုပဲတို့ထင်တယ်မဟုတ်ကဲကျွန်တော်အဲ့ဒါနဲ့တစ်ဆက်တည်းတစ်ခါတည်းနဲ့ဘယ်လိုဖြစ်လဲဆိုတော့တတုသမီးလာ10ယောက်ထဲမှာဆိုရင်ဘယ်နှယောက်ကမိုက်ဘယ်နဲ့စောင့်နိုင်တယ်လဲဘယ်တော့စောင့်နိုင်တယ်လဲမစောင့်နိုင်ဘူးအကုန်လုံးပါနေကုန်လားအဲ့ပြောကုန်တာဟုတ်လားမလားအဲ့ဒါကိုဘယ်လိုလုပ်တစ်ခါတည်းနဲ့ဒါပြောဘာလို့9ယောက်ကျန်လဲ9ယောက်ကျန်တာဘာကြောင့်လဲဝင်သွားနိုင်လားဘယ်လိုတွေလဲစီပါတဲ့လူစီမပါတဲ့လူတွေကဘာပြောလဲကြံရစ်သလားကြံရစ်တယ်အဲ့ဒါကြောင့်အဲ့ဒီမှာဆိုရင်အဓိကခရစ်တော်ပြောချင်တာကဘာလဲစောင့်တာလားမစောင့်တာလားစောင့်နိုင်ခြင်းလားမစောင့်နိုင်ခြင်းလားစီပါလားမပါပဲအဲ့ဒါပဲအဓိကအဲ့ဒီစီကဘာလဲတန်ရှင်းတော်ဝိညာဉ်တော်ပဲတန်ရှင်းတဲ့ကြောင့်အခုတန်ရှင်းတော်ဝိညာဉ်တော်ပါတဲ့ယုံကြည်သူနဲ့မပါတဲ့ယုံကြည်သူရှိတယ်နော်ဆိုတော့တန်ရှင်းတော်ဝိညာဉ်တော်မပါဘူးစင်ပါပါမလားမပါတော့တာလေအဲ့ဒါအဓိကဥပမာတွေပေးတဲ့အခါမှာများ apply လုပ်လို့မရဘူးသူကဆိုလိုရင်းတစ်ခုနှစ်ခုလောက်ပဲရှိတယ်များ apply လုပ်လို့အသေးစိတ်လုပ်မယ်ဆိုရင်တော့ကဲ9ယောက်ဆိုတော့ကယုံကြည်သူပါတော့တဲ့လုံးတဝက်မပါတော့တဲ့အဲ့ဒါတွေအရေးအတွက်တွေအရေးကြီးသလားအဲ့ဒါကိုလိုချင်တာမဟုတ်ဘူးနော်မအိမ်နဲ့ဆောက်တယ်ဆိုတာလေဟုတ်လားတနည်းအားဖြင့်ပြောပြတယ်ခရစ်တော်ကမအိမ်ပဲဆောက်ကြတော့ဆိုတာတော့ပြောတယ်ကျွန်တော် physically မအိမ်ပဲနဲ့ပြောတာမဟုတ်ဘူးလူက physically မအိမ်လို့မရဘူးအဲ့ဒါကြောင့်ကျမ်းစာမှာပါတယ်ဆိုတိုင်းကသူ့ရဲ့ဆိုလိုရင်းနားမလဲဘူးဆိုရင်ကျွန်တော်တို့အလွယ်လွယ်ချောချောပြောတယ်အဲ့တော့တချို့လူတွေကတကယ်ကိုဇာတိသဘောမောနဲ့ဝိညာဉ်သဘောနဲ့နေနိုင်တဲ့လူပဲကောင်းကင်သွားမယ်အဲ့ဒါလေ rapture မှာပါမယ်လို့ပြောတယ်မဟုတ်ဘူးခေါ်ရင်သူ့အသေးတော်ဟာဇာတိအသေးတော်ပဲဒါပေမဲ့ငါတို့ရှိသမျှလို့ပြောတယ်အဲ့ဒါကြောင့်ဒါဘာကြောင့်လဲဆိုတော့ကဝိညာဉ်ရှိတဲ့လူတွေပါသွားတယ်သူတို့သမီး9ယောက်ပညာရှိသူတို့သမီး9ယောက်လည်းမဆောက်နိုင်ပါဘူးသူတို့လည်းအိမ်နေတာပဲနော်ဆိုတော့ငါအဲ့ဒါကြောင့်စီပါရမပါတာအဓိကဖြစ်တယ်အဲ့ဒီစီကနှုတ်ကပတ်တော်လည်းပြောနိုင်တယ်လေနှုတ်ကပတ်တော်စီလို့လည်းပြောနိုင်တယ်နော်ဒါပေမဲ့ဒီနေရာမှာကျတော့ကျွန်တော်တို့ဝိယုံမပိုင်တော့ဝိယုံမပိုင်မရအဲ့တော့ဝိယုံကပါလေဝိယုံပါလေတိုင်ရှင်းဝိယုံကပါလေအဲ့ဒီတော့မှတ်ချင်းမဟုတ်ဘူးဖြောက်မှတ်ချင်းဖြစ်တယ်ဖြောက်မှတ်ခရစ်တော်အပြင်ပေးတယ်ကလည်းဖြောက်နောက်ခရစ်တော်ကိုယ်တိုင်လေးပါတယ်ငါတို့ရဲ့ဖြောက်မှတ်ချင်းတဲ့ကောရီတော်ပရမဇန်ခါချင်းတဲ့ငယ်30ပါခရစ်တော်ကိုယ်တိုင်လေးကျွန်တော်တို့ပါတယ်ဖြောက်ကျွန်တော်တို့တွေခရစ်တော်အထဲနဲ့ထဲလိုက်တော့ကျွန်တော်တို့တွေဖြောက်မှတ်သွားသလားဖြောက်မှတ်သွားတယ်ဒါကြောင့်ခရစ်တော်ကိုဘာချလို့ပြောတယ်လဲယုံတယ်ဝတ်ဆောင်ကြတော့အဝတ်လို့နိုင်ထားတယ်လေ
ခရစ်တော်ကကျွန်တော်တို့ရဲ့ဖြောင့်မခြင်းဖြစ်တယ်ဒါကြောင့်အဲ့ဒီမှာလေမင်္ဂလာဆောင်ပွဲမှာဟုတ်လားမလားနင်းကြီးကမင်္ဂလာတို့ရဲ့တာမင်္ဂလာဆောင်ပွဲမှာလူတွေကိုခေါ်ခိုင်းတယ်ခေါ်သူပထမခေါ်တဲ့လူတွေကဘယ်သူတွေလဲ ခက်သေးတယ် အေးဒီလာလို့မျိုးတွေဖြစ်တယ်အေးဒီလာလို့တွေအစခေါ်သလားခေါ်တယ်ဒါပေမဲ့သူတို့ကလာမလားမလာဘူးညာနေမျိုးလို့ပထမအကြောင်းမျိုးပြတယ်လေဒါအဲ့ဒါကြောင့်သူကဘယ်သူတွေခေါ်ခိုင်းတယ်လဲလမ်းကျူလမ်းကြားတွေရလို့ကိုယ်ကြီးအကောင်လုံးမျက်စိကနေရောကျူးကက်ကနေရောအကောင်လုံးခေါ်ခိုင်းတယ်အဲ့ဒီခေါ်ခိုင်းတဲ့အခါမှာကျွန်တော်တို့ပါသလားကျွန်တော်တို့တွေပဲအဲ့ဒီထဲမှာစစ်စစ်တဲ့ခါကျတော့မင်္ဂလာဆောင်ဝတ်စုံမပေးမဟုတ်စားလေဘဝတဲ့လူပါတယ်အဲ့ဒီလူဟာဘာလို့ဆိုလိုတာလဲ တကယ်ခရစ်တော် ခရစ်တော်ကိုပါတယ်လေယူတင်မဝတ်ဆောင်တဲ့လူကိုပါတယ်ဒါဆိုရင်အဲ့မှာဥပမာတွေထဲမှာအဲ့ဒါမဝတ်တာပဲပြောတာနော်အမှန်ဆိုရင်အဲ့ဒီဥစ္စာဟာကောင်းကင်ရောက်ပြီးမှပြန်ချတာလားငရဲကိုမဟုတ်ဆိုလိုတာအဲ့ဒါကြောင့်ဆိုလိုတာကဥပမာတွေကိုအတိတ်ပဲယူတဲ့အခါမှာအသေးစိတ်မယူပါဘူးအသေးစိတ်မယူနဲ့အသေးစိတ်တွက်နေမယ်ဆိုတော့မရဘူးကုန်ပါသွားလိမ့်မယ်ဆိုတော့ခရစ်တော်ကိုယ်တိုင်ကအများကြီးပုံဆောင်တယ်လေဒါကြောင့် type and anti-type လို့ခေါ်တယ် type နဲ့ anti-type နော်ဒါမှမဟုတ်ကျွန်တော်စာ type ဒီပေါ့နော်ဘာလို့ဆိုလဲ anti-type ပုံဆောင်ချက်တွေဟာအကုန်လုံးအသေးစိတ်မယူပါဆိုလိုရင်းကိုကျွန်တော်တို့ကနားတယ်သဘောပေါက်တယ်အဲ့ဒါမှာဝိယုံမပါတာကခရစ်တော်ဒီကိုတော့ကျွန်တော်တို့ရဲ့ဖြောင့်မခြင်းကိုမခြုံတဲ့လူတွေဆိုတော့အဲ့ဒီဖြစ်ပုံကတော့ဘာလဲဆိုတော့ကခရစ်တော်အဲ့ဒီမှာ emphasize လုပ်ချင်တာကတော့အတူတွေပြောတာခရစ်တော်ရဲ့ဥစ္စာနော်အဲ့ဒီမှာသူကမင်္ဂလာဆောင်ပွဲမှာဝင်သွားနိုင်တယ်လေဟုတ်လားမလားဝင်သွားနိုင်တယ်အဲ့ဒါရဲ့ဥစ္စာအဓိကမဟုတ်ဘူးဆိုလိုချင်တာကတော့ခရစ်တော်ဒီလိုသောဝိယုံကိုမဝတ်တဲ့လူတွေဖြောင့်မခြင်းကိုနဲ့ကိုယ့်ကိုယ်ကိုမပတ်စည်းတဲ့လူတွေကမခြုံတဲ့လူတွေကမွေခွင့်မရှိဘူးအဲ့ဒါကိုဆိုလိုတာပဲရိုးရိုးလေးဆိုတော့အသေးစိတ်ခင်ဗျားတို့အကုန်လုံးရှောက်ပြမလုပ်မယ်ဆိုတော့မှားသွားတယ်ရှုပ်ဖို့ဥပမာကျွန်တော်အဲ့ဒါဘယ်လိုပြောနိုင်လဲဆိုတော့အေးဒီလာလိုတွေကအပြစ်တွေကိုတစ်နှစ်တစ်ခါပူဇော်တဲ့အခါမှာနော်စိတ်ကိုစောင်းနေမှာလားစိတ်ကောင်းပေါ်ပါဘာလို့ရတယ်လက်တင်ရပြမအပြစ်တွေပေါ်ပါတယ်တင်တယ်သူတို့သုံးတာတော့စိတ်ပဲဒါပေမဲ့ယောဟန်ကဘယ်လိုပြောတယ်လဲအေလောကအပြစ်များကိုယူဆောင်တော့အရာတကယ်ရဲ့သူတကယ်လို့ပြောစိတ်တကယ်လို့မပြောတခုနားရစိတ်ကဆိုရင်တိုက်ရတာလားမတိုက်ရဘူးလားမတိုက်ရဘယ်မှာလို့ရတယ်တော့ဘာလို့လိုက်တယ်ဒရိစာဖြစ်သွားပြီတော့ဒရိစာဖြစ်သွားပြီခရစ်တော်ကြတော့တင်တော့တင်တယ်ဒါပေမဲ့သူတွေဒီတိုင်းပဲသတ်သွားသလားလို့သွားဖို့လက်ဘက်ကနေမှာဘာလို့လဲတတ်တယ်ဒါကြောင့်ခရစ်တော်ကတပါးရဲဆိုတော့ကလောအရင်တော့အရှိတ်တွေဟာအသေးစိတ်ကိုမဆိုးလို့သူ့လူအချက်လူရင်းလူချင်းအဲ့ဒါလေးကိုသိဖို့လိုတယ်နောက်ရစ်ပူဇော်တဲ့ခါမှာလည်းတချို့ဟာတွေကြတော့အမတွေလည်းရလားရတယ်ဒါခရစ်တော်မိန်းမဖြစ်သွားပြန်တော့လားမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးအဲ့ဒါကြောင့်ဆိုလိုရင်းတွေကိုအကုန်လုံးအသေးစိတ်ခမရလက်လက်စစ်စစ်မယ်ဆိုရင်တော့အကုန်အားပါလိမ့်မယ်ဒါကြောင့်ဘာဆိုလိုသလဲဆိုတာတော့ဒီအဲ့လောက်ကဲကောင်းပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာကောတွေတော့အတင်းသားတွေလည်းပါမလားမပါဘူးလားခြေဆောင်ခြင်းနဲ့မှာပါမယ်ပါမယ်ကဲရှိသမျှမဟုတ်ရင်တော့မထားလိုက်တို့ကအကုန်လုံးဝင်လို့မဟုတ်တာဒါကြောင့်တို့ဟာဘာဖြစ်မလဲဆိုတော့ပြောင်းလဲမယ်ဒါကြောင့်ကျွန်တော်အဲ့လိုပြောတဲ့တော့ကြောင့်ကျွန်တော်ပေါ့ပေါ့ဆဆနေရမယ်အဲ့လိုလားမဟုတ်ဘူးဒါကြောင့်ကျမ်းစာဟာဆိုရင်ကြိုးစားအောင်ဆိုတော့ motivation ပေးတဲ့အနေနဲ့တခါတည်းဒီလိုဖြစ်ရမယ်လို့မှားရွေ့ apply မလုပ်နဲ့မှန်တာကိုပြောအဲ့ဒီထဲကနေပြမကျွန်တော်တို့ဒါပေမဲ့ကျွန်တော်လုပ်တဲ့နောက်လည်းဒီလိုဖြစ်တယ်ဆိုတော့ motivate ချအောင်တော့တတ်လုပ်ရမယ်မှန်တာကိုတော့မှန်တာပြောဒါ rapture ဒီချီဆောင်ဖြစ်တဲ့မှာဆိုရင်ခရစ်တော်ရတဲ့လူတိုင်းပါမလားမပါဘူးလားပါတယ်ဒါပေမဲ့အဲ့ဒါကိုတို့ကျွန်တော်တို့ကျင့်တယ်မှာမဆိုင်ကဲဒါနာလေးစာစပယ်အောင်50နဲ့ပို့တော်လေနောက်ဆုံးတော့ဘိုးမဟုတ်တော့အခါတခဏကြီးလေအဲ့နောက်ဆုံးတော့ဘိုးဆိုတဲ့စာကိုလည်းဗျာတဲ့ကျန်တဲ့နောက်ဆုံးတော့ဘိုးနဲ့တခါဘာလို့ကြမယ်လဲအဲ့ဒါနဲ့ကိုဟိုစာလုပ်ပြန်တယ်နောက်
ဆုံးသောဆိုတဲ့စာလေးကိုကြည့်ပြီးတော့လေအဲ့လိုမလုပ်ပါအဲ့လိုမလုပ်ပါကျမ်းစာဆိုတာကတဏှာဥစ္စာဟိုခိုက်နေတဲ့ဥစ္စာတွေကိုဥစ္စာကိုရှောက်ပြီးရှောက်လို့ဆက်လို့မရအောင်အကျိုးအကြောင်းနဲ့ကျွန်တော်တို့ဆက်ဖို့လုပ်တယ်ကဲနောက်ဆုံးသောတစ်ခုမဟုတ်တော့ကတခဏချင်းတွေမျက်စိတမိတ်နိုင်ငါတို့ရှိသမျှတွေပြောင်းလဲခြင်းတို့ရောက်ရကြပြီထိုတဘောမုတ်ချိန်ရောက်တော့ကတေတော်တော်တို့ဒီမပုတ်နိုင်တော့ဖြစ်နိုင်တီလေးရဲ့ထမြောက်၍ငါတို့ရှိသမျှတွေပြောင်းလဲခြင်းတို့ရောက်ရကြပြီတဲ့အဲ့ဒါအတင်းတော်ကိုပြောတာလားဘယ်လိုပြောတာလဲအတင်းတော်ပြောတာအတင်းတော်ပြောတာဆိုတော့ကယုံကြည်သူတွေဟာခရစ်တော်ကြွလာတဲ့အခါတဘိုးမုတ်ပဲလေတဘိုးမုတ်တဲ့အခါကျတော့အားလုံးကလက်တစ်ပြက်တွေမှာဘာလို့မလဲပြောင်းလဲကျွန်တော်ကိုခန္ဓာဘာဖြစ်သွားမလဲပုတ်ပြက်ပုံမပုတ်ပြက်နိုင်တော့တဲ့ကိုခန္ဓာတို့ပြောင်းလဲနောက်တီလိုတော်တို့လည်းဘာဖြစ်မလဲထမြောက်ကြဒီဥစ္စာတော့တီလိုတော်တို့ပြောတာခုနကဟုတ်တယ်တီလိုတော်တို့ဒီမပုတ်နိုင်တော့ဖြစ်နိုင်တည်တဲ့ထမြောက်ကြတယ်ဒါကြောင့်ခရစ်တော်နဲ့အိပ်ပျော်ခြင်းလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာတည်င်းစာတွေမှာအမြဲတမ်းခရစ်တော်၌ပါလို့ဘာလို့ပြောလဲအိပ်ပျော်ခြင်းအားလုံးယုံသလားခင်ဗျားတို့ခရစ်တော်နဲ့အကုန်လုံးအိပ်ပျော်သလားမဟုတ်တချို့တော့ပဲခရစ်တော်နဲ့အိပ်ပျော်ပါအားလုံးတော့ဖြစ်တယ်ကဲဥစ္စာတက်တာလောင်းတဲ့ထဲကကျင်လို့ကြည့်အောင်တက်တာလောင်းတဲ့ပရမအစာဆောင်အခန်းကြီးဘယ်လောက်လဲ4အငယ်73ပါလိမ့်ကြည့်မယ်ယေသူတို့မျောလဲခြင်းမရှိသောအခြားသူတို့ဒီဝမ်းနေတဲ့ကဲ့သို့တင်တို့ဒီဝမ်းမနေမိကြောင့်အိပ်ပျော်သောသူတို့၏အမှုရာကိုမသိဘဲနေစေခြင်းကငါတို့လိုရှိခရစ်တော်နဲ့အိပ်ပျော်ခြင်းဆိုတာဒီတက်တာလောင်းတဲ့ဥစ္စာထဲကနေပြမယူခြင်းဖြစ်တယ်ဒါကြောင့်ခရစ်တော်နဲ့အိပ်ပျော်ခြင်းခရစ်တော်နဲ့ဘယ်လိုအိပ်ပျော်တယ်ဘာကြောင့်အိပ်ပျော်လဲလို့ပြောရတယ်ပြန်ထမှာမလို့ဒါကြောင့်ယုံကြည်သူတွေဆရာမောဇေတီဗီဆိုမှယုံကြတယ်နော်အိပ်ပျော်တယ်လို့ကျွန်တော်မသိနိုင်တော့သာဝရတရားနောက်ခဏအိပ်ပျော်တယ်ခင်ဗျားတို့ကျွန်တော်ညတော့အိပ်ကြတာလားသိသလားမသိဘူးလေမသိဘူးညတော့မသိတော့ဒီနေ့မရှိတော့မင်းတို့ညတော့အကုန်လုံးအိပ်ကြတာလားဘာသိတယ်လဲအဲ့ဒီချိန်မှာဘာသိခင်ဗျားတို့ရှာပြနေတယ်သိသလားကိုက်နေလို့ဒီနေ့ကြောက်သလားကြောက်ဘူးတီးတယ်လေဟုတ်တယ်တီးတယ်လို့ဖြစ်တယ်ဒါနဲ့အဲ့ဒါတီးတယ်လို့ပြောသလားအိပ်ပြောတာဒါကြောင့်ပြန်ထမှာမဟုတ်တော့ဘာဖြစ်တယ်လဲအိပ်ပျော်တယ်လို့ခေါ်တယ်အဲ့ဒါမှလည်းလည်းပြောလိုက်အောင်မယ်တချို့လူတွေကမြုံမှပဲကြိုက်တယ်ကျွန်တော်ကဘယ်လိုလဲသိကြိုက်တယ်မိပဲရှုံးလိုက်တဲ့ရှုံးပါအမှန်ရှိဒါမင်းရှုံဘလို့ပြန်ထားတော့သူတို့ပဲလေဝိညာဉ်တော့ခန္ဓာနဲ့ထမှာဆရာယူလာကဆိုဘယ်မှာမြုပ်တယ်ရေထဲမှာဆိုတင်ချာဘာဖြစ်သွားမလဲငါစားပါတင်ချာတယ်ဘာဖြစ်သွားမလဲငါချင်းသွားမယ်အဲ့ဒီနဲ့ထစ်စားဟုတ်တယ်မလားဒါကြောင့်အဲ့ဒါလို့ဇာတိနဲ့အုံနောက်နဲ့မတွက်နဲ့ဖယားတကယ်တတ်နိုင်အရင်တော့စီကြော်ပလိုက်လေတို့စီရုပ်ရှိရုပ်ကြီးတို့များတချို့ကြောင့်ခြေပစ်တွေစားကျွေးတယ်လေဟုတ်တယ်မလားအဲ့ဒီလူတွေရောဘယ်လိုထားမလဲခြေပစ်ချီးပဲတို့ကလေဟုတ်တယ်မလားအဲ့ဒါကြောင့်ကျွန်တော်တို့ကအယူသေးပြီးတော့ဦးစားတိတော်နဲ့လေမြုံမှပဲအဲ့ဒါလူရဲ့အထွေးခေါ်ပါတချို့ဆိုရင်မြုံတာတောင်မှတခါနဲ့ကြကြနာနာမှာတချို့ဆိုရင်မမြုံနဲ့တော့အသက်ရှူချက်ပဲလို့တေးပါလိဆိုတာမှာလေအသက်ရှူတယ်ဟုတ်တယ်မလားတချို့ဆိုရင်တခါနဲ့လေမရကိုအတူတူကလို့စားတော့ပါတဲ့ဟုတ်တယ်မလားကျွန်တော်တော့ကြားရတယ်လို့ပြောကြားတယ်လို့ပြောတချို့ကျွန်တော်ချင်းတောင်ပါလေ80လောက်တုန်းကဘာဖြစ်လဲဆိုဘောနကဲတွေကျွန်တော်ဖြစ်လာတဲ့ခါကျတော့အတင်းတော်တွေကမချိုက်ဘူးဘောနကဲဆိုတာမင်းတို့ဘောနကဲတွေတော့တဲ့ဘာလဲတီလက်မပြုတ်ဘူးတဲ့တင်းချိုင်းမပေးဘူးတဲ့ကျွန်တော်တို့တင်းချိုင်းမလို့ချင်ဘူးကောင်းကင်မှာရလို့နေရတင်းချိုင်းလူတွေကတင်းချိုင်းလို့ချင်တာလေကောင်းကင်နိုင်မှာထက်ဟုတ်တယ်မလားတင်းချိုင်းလို့ချင်တယ်ဘောနကဲတွေဘယ်လိုပြောလဲဖြေတယ်တီလူတွေတက်ရှိတယ်ဖယားတကယ်ညံနေတယ်ဝိညာဉ်တော့ပေါ်ပြတယ်ကျွန်တော်တို့ကမမြုပ်နဲ့ညောင်းထဲမှာပဲချပလိုက်ကျွန်တော်တို့ပုံနေတာခင်ဗျားတို့ပဲကြောက်ပါတဲ့
မျိုးပေါ့အဲ့ဒါတချို့ကလေဇာတိလူတွေကတော့မြုပ်တဲ့ခါမှာတောင်မှတီးတီးချာချာပုပ်ပူနဲ့တခါတည်းတီးချတော့အဲ့ဒါခရမသိတဲ့လူအလုံး အဲ့ဒါဆရာဖျားသခင်ခန္ဓာကိုယ်နဲ့တူအောင်ဖန်ဆင်းရတယ်ဆိုလူ ဟုတ်တယ်လေအဲ့ဒီနေရာမှာအလွဲမလို့ လုပ်ကြလို့ကောင်းပါမှာ အမကောင်းတတ်ဘူးလေဒါကြောင့်မြုပ်တော့မြုပ်အောင်လေတကယ်လို့မမြုပ်ချင်နေတော့ပြောတာမမြုပ်ချင်နေတည်ရတော့မအသိဘူးအဲ့လိုပြောရတော့ကျွန်တော်ပြစ်ထားတယ်လို့မဆိုလို့လေဒါကအရင်တော့မပြောတယ်လေအသေးတော်တယ်မင်းတို့အသေးချိုင်းမပေးဘူးနော်မြုပ်လည်းမမြုပ်ဘူးနော်ဘယ်သူမှမကြည့်ဘူးလို့ဘာလို့မလားအဲ့ဒါတွေနဲ့အချက်ခိုင်းတာလေ ဒါပဲဆရာတည်သွားရင်တန်ရှင်းသောဝိညာဉ်တို့ထွက်သွားပြီဆိုတော့တန်ရှင်းသောဝိညာဉ်ဗိမာန်ကိုမဟုတ်တော့တာ ဟုတ်တယ်ဒါကြောင့်ကိုခန္ဓာကကြိုက်တယ်လို့ပဲဟုတ်လားမလားအဲ့လိုပြောရတော့ကြောက် ဆရာအမောင်ကျမတို့ရွေးရှိဘူးလား မြုပ်ရင်လည်းကိစ္စမရှိဘူးမြုပ်တာတော့ကောင်းတယ်လေကျွန်တော်တို့အတိတ်ကမဟုတ်တာပြောတာအတိတ်ကမဟုတ်တာပြောတာဒါကြောင့်ကျွန်တော်အမေလည်းကျွန်တော်ကိုယ်တိုင်မြုပ်ခဲ့တယ်ဥစားပဲလေဒါပေမဲ့ကျွန်တော်သူ့တင်းချိုင်းနဲ့တော့မကြည့်တော့ဘူးကျွန်တော်တော့ကြည့်နေအမေကမသိတော့ဘူးဒါကြောင့်အသက်ရှင်တော့ကောင်းကောင်းကြည့်နေတာပဲနောက်ကောင်းကင်တော့ပြန်တွေးမယ်သူ့ကိုခါတယ်လည်းပြန်ထားမယ်အခုကလူတွေကလေတမန်တရားမသိတဲ့ခါကျတော့တီဗီမှာနောင်တရပြီးတော့အသက်ရှင်တော့ကောင်းကောင်းမကြည့်လိုက်ရတာကိုယ်ကမှဟိုလက်ခရင်လေးတင်းချိုင်းမှာပြန်ပြီးတော့နော်အဲ့ဒါ ပန်းဒီရ အဲ့ တာ ဒါမို့လေတီးပါသူချက်ချက်ပြစားကိုပြန်မနာပါရပြန်လို့ပဲသူကပယုစိတ်တွေစားပုံကျွန်တော်တို့အဲ့ဒါကြောင့်တမန်တရားသိတဲ့လူတွေကဟိုလုတ်တဲ့လက်စားလောက်ရမယ်အသက်ရှင်တော့ကိုချစ်တဲ့သူတွေကိုမလုပ်ရမလဲကောင်းကောင်းကျွေးပါတတ်နိုင်တဲ့မြတ်ကိုကြည့်ရှုပါတည်သွားပြီးတဲ့နောက်ပိုင်းမှာတော့မိတ်လိုက်အချင်းတိုင်းကိုထားလာတယ်ကျွန်တော်တော့ပြမအချို့ဆိုရင်မယုံကြည်သူတွေလိုပဲမယုံကြည်သူတွေကတော့ဒီလိုလုပ်တယ်လေတစ်နှစ်တစ်ခါသွားတဲ့တင်းချိုင်းမှာပါနေပြန်မေးတော့အဲ့ဒါပြီးမှသိတယ်လည်းမဟုတ်ဘူးကျွန်တော်ကမလုပ်ကျွန်တော်အဖေမေးလည်းမလုပ် ဒါယူဒီကိုင်းဆိုင်မှုကိုပြတာ ဟုတ်လား ယူဒီကိုင်းဆိုင်မှု အေးလူတွေကန်ဆိုင်မှုတော့အဲ့တော့ကျွန်တော်တို့ဘာသာပြန်အကျိုးတော့မရှိဘူး ဒါမှဆရာ Ecclesiastes ဟိုစာထဲမှာပြတာ6:3မှာ ဘာဖြစ်လဲ Ecclesiastes 6:3 a man may have 100 friends and live many years, yet no matter how long he lives, if he cannot enjoy his prosperity and does not receive proper burial, I say that a stillborn child is better off than he. ဒီ Ecclesiastes တွေကဟုတ်ပြီကိုယ့်ရဲ့စာကိုကျွန်တော်တို့ကောင်းကောင်းမရှိဘူးမြန်မာလိုပဲဖတ်ရအောင် မြန်မာလူနာကြီး မြန်မာလို Ecclesiastes chapter 1နဲ့ဒေသနာကျမ်း ဒီနာကြ ဒေသနာကျမ်း Ecclesiastes ဆိုတာဒေသနာကျမ်းခန်းကြီး6ငယ် ငယ်တော့ အငယ်3မျိုးဒီနှစ်ပေါင်းများစွာအသက်ရှင်၍သာတရားပင်ရှိများတော်လေအလိုဆန္ဒမပြည့်စုံပဲတကြိုချင်းကိုမခံရပဲတည်သွားနေထို့တို့ဒီကိုတို့ထက်ပြတ်တော်ကိုနေတာ၏မြည်အကြောင်းကပြတ်တော်ကိုနေအချင်းချင်းပေါ်လာ၏မောင်မိုက်ထဲမှထွက်သွား၏သူ့အမိကဟုတ်ပြီဒီလိုရှိတယ်ဒီလိုရှိအဲ့ဒါလေးဖလဲချဖို့လို့လေအခုကျွန်တော်တို့ကလူတိုင်းယုံကြည်သူတိုင်းကိုပစ္စလက်ကတကမြောင်းထဲမှာပို့ပါဟိုစားလို့ရမယ်လို့ပြောတာမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်ပြောတာသဘောပေါက်ဖို့နော်အရင်တုန်းကဘောနဲ့ကဲဖြစ်တာကိုတိုက်တယ်လေတိုက်ရတဲ့ကြောင့်မင်းတို့ကိုတင်းချိုင်းမပေးဘူးမမြုပ်ဘူးလို့ပြောတာဘောနဲ့ကဲပြီးအဲ့ဒီတင်းချိုင်းအရေးမကြီးဘူးမြုပ်မဲနေလေခင်ဗျားတို့ပဲဒုက္ခရောက်မှာလို့ပြောတာဒါကြောင့်ကျွန်တော်တို့ကြည့်တဲ့အခါမှာဒီလိုရှိတယ်တကယ်ဆိုရင်ဖယားခင်နဲ့ကောင်းကြီးခံစားတယ်လို့အသက်ရှိရသလားရှိတော့အသက်ကနဲ့ရောက်ရဲစေတယ်အသက်တိုးတယ်ဆိုရင်ကျင့်ငတ်တော်သူဖြစ်တယ်ဒါကြောင့်အသက်ရှိဖို့ရေးအသက်ရှိတာအကောင်းကြီးတစ်ခုနောက်ကောင်းကောင်းမွန်မွန်လူတွေကမြုပ်ချခါရတာကောင်းမလားကောင်းတယ်ဒါကြောင့်ရှင်နေနေမှာကြည့်ပါနော်တချို့ဆိုရင်ကောင်းကောင်းမွန်မွန်တင်းကြဘရင်တင်းကြတဲ့မှာမီးရှုမီးပုံပွဲကြီးတွေတော့လုပ်တယ်အဲ့ဒါလူတွေကဘယ်လောက်နာမည်ရောတော့လဲသူဘယ်လောက်ကောင်းလဲအဲ့ဒါလည်းဘယ်လိုပုံမှာဘေးပုံမှာမူတည်တယ်လဲဖယားတဲ့ခင်ကိုဘယ်လောက်စေကတ်တယ်လဲဆိုတဲ့ပုံမှာမူတည်တယ်ဖယားကိုစွတ်နေဆိုရင်သူ့ကိုတင်းချိုင်းမှာတောင်မှဘယ်ရင်တင်းချိုင်းမှာတောင်မှမမြုပ်ဘူးမီးရှုပွဲလည်းမလုပ်ဘူးဟုတ်တယ်မှန်တယ်ဒါတွေကလုပ်ရမယ်ကျွန်တော်ကောင်းကောင်းမရှုတာကောင်းအဲ့လေ
တင်းမြုပ်တာကောင်းပါတယ်ဒါပေမဲ့အဲ့ဒါအဓိကမဟုတ်ဘူးပထမဥစ္စာမဟုတ်ဘူးဆိုတာအဲ့ဒါ priority ကိုကျွန်တော်ပြောနေတာကျွန်တော်လည်းကောင်းကောင်းမြုပ်ချတူတော်လည်းမမြုပ်ချင်လည်းရတယ်အဲ့ဒါပြောတာကောင်းကောင်းကိုမမြုပ်မနေရအဲ့ဒါမဟုတ်ကျွန်တော်တို့ဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာမရှိတယ်အကုန်လုံးကိုတင်းချမ်းလုပ်လိုက်တယ်လေအသက်မရှိလူတွေကပြင်စင်တာကကောင်းကင်နိုင်ငံဖို့မပြင်စင်ဘူးဘာပြင်စင်တယ်လဲတင်းချမ်းပြင်စင်တာအဲ့ဒါလည်းမလုပ်အပ်တဲ့ဥစ္စာဖြစ်တယ်အဲ့ဒါပြောတာနော်ဒါကြောင့်ကျွန်တော်တို့တင်းတချို့ဆိုတင်းချမ်းကိုအကုတ်ကိုအရင်လုပ်တယ်ဟုတ်ပြီဟိုခရစ်တော်တည်ပြီးတော့တွမ်းမြုပ်တဲ့ဟိုတထေးကသူ့သင်္ချမ်းကိုလုပ်ထားတယ်ဟုတ်တယ်အဲ့ဒါကဟုတ်တယ်လုပ်တင်လားအဲ့တော့တထေးကိုတတ်နိုင်တယ်လေနော်မလုပ်ဘူးလို့မဆိုလို့ပါလောက်တာလောက်ချင်းတော့ဟုတ်တယ်ပို့တော်လဲဟုတ်တယ်သူကလုပ်တယ်ရောဆက်ပါနော်အတင်းကြိုင်လုပ်ထားတယ်ဆိုတော့ဟိုတနေရာမှာဆိုရင်ဟိုမကြီးတော့ဘာလို့လဲကျွန်တော်မေ့တော့တယ်အကြောင်းရတော့သိတယ်နာမည်မေ့တော့အဲ့ဒီအမကြီးတယောက်ဆိုရင်သူကတင်းကြိုင်လုပ်တယ်အရာကနဲ့ဟိုဒီမှာတင်းချိုင်းကူမှာမင်းလုပ်ထားတဲ့ဥစ္စာကမြုပ်မှာမဟုတ်တိုက်တပါးမှာတင်းခံရတယ်လို့ပြောတယ်လေဘုရားစကားနာမည်အောင်တယ်ကြောင့်ဒါကြောင့်ကျွန်တော်တို့ကောင်းကောင်းမွန်နဲ့လူတွေနှမျိုးချင်းနဲ့ဟိုဥစ္စာလုပ်တဲ့ဥစ္စာကတော့ဘုရားကောင်းကြီးခံစားတယ်တီတာတောင်မှကောင်းကောင်းနဲ့နှမျိုးချင်းနဲ့လူတွေရဲ့ချင်းနဲ့မြုပ်တီးတယ်ဆိုရင်ကောင်းတယ်လေမင်္ဂလာရှိတဲ့လူတွေလူတွေကတီလိုက်တာကောင်းတယ်မပြောစုံယုံနာမည်ပဲကြိတ်ပြီးတော့ကောင်းလိုက်တာဆိုတော့အဲ့မှာကောင်းကျွန်တော်နော်အဲ့ဒါဘယ်ချိန်မှာအဲ့ဒါဘယ်ပုံမှာမူတည်သွားလဲဆိုတော့ဖယားနဲ့သူဘယ်တော့ယုံကြည်တယ်လဲဘယ်တော့စက်ကတ်တယ်လဲဆိုတဲ့ပုံမှာမူတည်သွားတာပေါ့နော်ဆိုတော့ဖယားကကျင်းတဲ့လူတော်ရဲ့အသက်ရှင်တဲ့လူတွေကလူတိုင်းကနေပါလေနှမျောသလားနှမျောတယ်နော်နှမျောတယ်သူ့ကိုအသက်ရှင်စေခြင်းတယ်ဒါကြောင့်မင်္ဂလာရှိသောသူဟာဆိုအသက်ရှင်စေခြင်းတယ်လူတိုင်းကလည်းကောင်းချီးပေးတယ်ဒါပေမဲ့တချို့လူတွေကျတော့ဘယ်တော့ပဲကောင်းချီးပေးစောစောတည်သွားသလားဒီပါတယ်ဖယားလူတော်မသိဘူးကျွန်တော်တို့ကဥပမာတပည့်တော်တွေဓမ္မတော်တွေဆိုရင်အတိဆောသလားဆောတယ်အဲ့ဒါကောင်းသလားကောင်းတယ်ပေါ်တဲ့တက်60လောက်နဲ့ခြေတည်တယ်ထင်တယ်တော်တော်ဆောတယ်ဒါပေမဲ့ဘာကြောင့်လဲဆိုတော့ကတော့မာတုရနေတယ်ဒါကြောင့်ကျွန်တော်တို့မာတုရနေနဲ့တည်တယ်ဆိုကောင်းတယ်ဒီကောင်းပြီဒါဆိုကျွန်တော်တို့ဥစ္စာပြန်သွားရအောင်တက်တာတော့နေချင်းမှာပြန်သွားမယ်နော်တက်တာတော့တဲ့ထဲမှာဆိုရင်ပြန်ဖတ်မယ်ဆိုရင်အခန်းကြီး7ငယ်7မှာမြေကိုယ်တော့မျောလင့်ခြင်းမရှိသောခြားတော်တို့တွေဝမ်းနဲ့တကယ်လို့ဒီတို့တွေဝမ်းမနေမိကြောင်းအဲ့ပြောသောသူတွေအမှုရာကိုမသိမဲနေစေခြင်းကငါတို့လိုမရှိတဲ့အကယ်ဆက်လက်ဖတ်ရအောင်ယေရှုဒီသေပြီးမှတပန်ချမြောက်တော်မူဒီကိုငါတို့တွေရှုံးလေထို့နည်းတူယေရှု၌အိပ်ပျော်သောသူတို့ကိုလည်းထိုသခင်နဲ့တို့ဘုရားသခင်မှုဆောင်တော်မူလိမ့်မည်ယေရှုကိုတည်ခြင်းမှထမြောက်တယ်ဆိုတော့ယုံတဲ့လူတိုင်းကသူတို့ကဘုရားသခင်ကသူတို့ကိုပြန်တယ်ပို့ဆောင်တယ်ဘယ်မှာပို့ဆောင်မှာလဲဘယ်မှာပို့ဆောင်မှာလဲဆက်လေးပါလေယေရှုဒီပြည်ပြီးမှတပန်ထမြောက်တော်အားလုံးဖတ်ရအောင်ယေရှုဒီတပန်ဒီမှာတပန်ထမြောက်တော်မူဒီကိုငါတို့ဒီယုံနေထိုနည်းတို့ယေရှု၌အိပ်ပျော်သောသူတို့ကိုလည်းထိုသခင်နဲ့အတူဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်ထိုသခင်နဲ့အတူဘုရားသခင်ပို့ဆောင်မယ်ဆိုဘယ်မှာပို့ဆောင်မလဲကောင်းပါဘူးယေရှုပြန်လာတဲ့အခါကျတည်သောသူတွေအခုလူတည်ဘယ်ရောက်သွားလဲကောင်းတော့သုံးမိနစ်ဘယ်ရောက်သွားလဲကြားထဲမှာနေသလားယုံကြည်သူတွေပဲရောက်သွားတယ်ကျမ်းစာအရပြောရမယ်ကဲပြောတည်သောသူတွေချက်ချင်းကောင်းကင်တက်သလားဒါမှမဟုတ်ကြားထဲမှာနေသေးလားဟုတ်တယ်လာဇရုတည်တဲ့အခါမှာဘယ်ရောက်သွားလဲချက်ချင်းကောင်းကင်ရောက်သွားလားဘယ်သူစီမှာရောက်သွားလဲအာဗြဟံရင်ခွင်မှာရောက်သွားတယ်လေအာဗြဟံရင်ခွင်ဆိုတဲ့ဥစ္စာကအဲ့ဒီကောင်းကင်နိုင်ငံကိုပို့ဆိုလို့တခိုးကြီးတော့ခရစ်တော်ကဘယ်လိုပြောတယ်လဲပါရဒိတုပုံကယနေ့နေတဲ့အတူငါရှိမယ်တဲ့ကြားထဲမှာနေသေးလားမနေဘူးနောက်ရှင်ဘောလောကငါတို့မြည်ရင်ပြက်လေ
ဒီမှာလေကောင်းကင်၌လူနဲ့မဆောက်တဲ့အိမ်ရှိတယ်လို့ပြောတယ်ဒါကြောင့်ကျွန်တော်တို့အဲ့ဓာတွေဂျက်ပိုက်တွေကြည့်ရှင်းတာဖြစ်ယုံကြည်သူတည်တဲ့အခါဖြစ်ဖြစ်သွားတယ်အေးမပေါ့ပါဖြစ်တယ်ဘာမှမကွာဘူးလို့ကျွန်တော်တို့မြင်တယ်လူတွေကတော့ခွဲခြားမယ်ကျွန်တော်အမြင်မှာတော့အတူတူပဲလို့ထင်တယ်ဒါတရားကောင်းကြီးလို့ဘာလို့မလားဒါတရားကောင်းကြီးဆိုပထမကတော့ atmosphere ဖြစ်နိုင်တယ်ဒီလီထု second heaven တော့ space ပေါ့ space မှာဆိုလီမရှိဘူးလေဒါတရားကောင်းကြီးတော့ဖျားနေတဲ့နေရာဘယ်နားမှလည်းမသိဘူးကျွန်တော်ရောက်မှပဲသိတယ်ကျွန်တော်ရောက်ပြပြောမယ်ဟုတ်ပြီကဲကောင်းပြီဒါတရားကောင်းပြီအဲ့ဒါလို့ရှိတယ် progressive revelation ဆိုတာကဘောလို့ကမပြောအပ်ဘူးတဲ့ဟုတ်တယ်မလားဒါပေမဲ့ရှင်ယောဟန်ကတော့ဗျာဒိတ်ကျမ်းထဲမှာကိုပြောပလိုက်တာလားအခုပြောပလိုက်ဟုတ်တယ်ဘောလို့နဲ့ထက်မှာမပြောတဲ့လူအုပ်နောက်နဲ့ပတ်စံနဲ့မပြောတဲ့တယောက်စားတယ်ဘောလို့ဗျာဒိတ်ကျမ်းရောက်တဲ့ခါကျအကုန်ပြောပလိုက်ကောင်းကင်မှာပလင်တွေရှိတယ်ဗါလေအကုန်ပြောပလိုက်တယ်နော်ကျေးဇူးပါနော်ပြမဟုတ်စမ်းမစေဒါရီလာကျန်တဲ့မှာဆိုရင်တော့တစ်စိတ်ခတ်ပါတဲ့မပြောမကြီးရဘူးလေနောက်တော့ဗျာဒိတ်ကျန်မှာတစ်စိတ်မခတ်နဲ့အခုပေါ်ပြမယ်လို့ပြောတယ်ဒါကြောင့်ဗျာဒိတ်ကျန်တည်ဖို့နော်တစ်စိတ်ခွင့်နဲ့ကျန်ဒါပေမဲ့ကျွန်တော်အဲ့ဒါလေးဗျာဒိတ်ကျန်ကိုမပြေမသိဝေးရှင်နေတာခင်ဗျားတို့မှမတားဘူးဘာကြောင့်လဲဆိုတော့အဲ့ဒါလေးတည်ပြီးမှအဲ့ဒါမှကျန်ကောင်းကောင်းမလုပ်မလဲအခုတော့ဒီဥစားလေးတင်တော့ကောင်းမှဘယ်နာမှလည်းလုပ်နေသေးတာဆိုတော့ဘာလဲဆိုကျန်းစာဆိုတာသူ့ဟာနဲ့သူဘာလုပ်တာလဲအတိတ်ပဲဆက်သွယ်ဖို့ရှိတယ်သူက commentary လေနော်အထာတိဖို့လို့လေကျွန်တော်တို့ကကျန်းစာအထာတိဖို့ဘာလို့ကျန်းစာသူကသူ့အချင်းချင်းကိုဒုစရဖြစ်တာဟုတ်ဒါကြောင့်ဒီကျန်းစာလေးတိမှဓမ္မဗျာဒိတ်ကျန်းသဘောပေါက်နားလေဒီကောင်းပြီနောက်တစ်ခေါက်ရောက်တဲ့ခါကျတော့တင်ပြီးလို့ရပါတယ်နောက်နေ့အရာလိုတော့ရှိတယ်ဟုတ်ပြီနောက်တော့မှကျွန်တော်တို့ကြည့်အောင်အခုနကပဲရောက်သွားပြီလေခန်းကြီးဆက်လေးနော်အဲ့တော့ဒီမပြောရသေးဘူးကျွန်တော်တို့မယုံကြည်သူတွေရောပဲရောက်သွားတယ်ပြီးရငရဲပဲမယုံကြည်သူတွေရောတထင်းကြီးကချက်ချင်းပဲရောက်သွားတယ်ငရဲကြီးရောက်သွားတယ်သူကလည်းသူဆင်းသွားတာပဲလို့ဖြစ်တာလေတထင်းကြီးကငရဲထဲကိုတော့ဆင်းသွားတာလားဘယ်လိုရောက်သွားလဲအေးဟုတ်ပြီဒါကြောင့်ချက်စားဖတ်ဖို့လိုတယ်ကျွန်တော်လည်းမပြောချင်ပြောတယ်ဆိုတော့မကောင်းဟုတ်ဖတ်တာတော့ရှင်လုတ်ကမှပါလေဆက်ချောက်တယ်ရှင်လုတ်ကဆက်ချောက်တယ်မှာကျွန်တော်တို့ကြည့်အခန်းကြီးဘယ်လောက်မှလဲဆိုတော့အငယ်28နဲ့ဖိုင်ရတဏိတ၌ထိုစင်းရဲသားဒီတေလို၍ကောင်းကင်တမန်တို့သည်အာဘိဟာကြီးဖွင့်သို့ပို့ဆောင်ကြ၏တတိရီလည်းတေလို၍တကြိုချင်းခံရလေမရဏနိုင်ငံ၌ပြင်းပြသောဝိနာခံဟုတ်ပြီဟောတကြိုချင်းခံရတယ်ဆိုတော့ပဲပြောတယ်နော်ဟုတ်ပြီလာစလုံးကျတော့ဘယ်သူကပို့ဆောင်တာလဲကောင်းကင်နိုင်ငံကောင်းကင်တမန်ပြဒါပေမဲ့စပါးရိတ်တဲ့ခါမှာစပါးလေရဲမှာအရှင်နာပိုင်ရှင်နာစပါးစီကျဲတယ်မလားအဲ့မှာဘာတွေပေါက်လာတယ်မြစ်တော်မျိုးစိတ်တွေလည်းပေါက်တယ်တဲ့နော်အဲ့မှာတခါနဲ့ဂျိုလေးဘာပြောတယ်နှုတ်ရမလားလို့ပြောတဲ့အခါမှာဘာပြောလဲမနှုတ်နဲ့တဲ့ပိုင်ရှင်ကဘာပြောတယ်ဒီတိုင်းပဲဘာလို့ပါလဲပေါက်စေတဲ့ကြီးပွားစေတဲ့ရိတ်သိမ်းချိန်ကြတယ်ဘာလို့မှလို့ပြောတယ်ခွဲခြားလိုက်မယ်တဲ့ဘယ်သူတွေအရင်ရိတ်ပါလဲစပါးတွေလားတောမျိုးစေ့တွေလားစပါးတွေအရင်ရိတ်ပြီးတော့စပကြီးထဲမှာဘာလို့မလဲจิตသိမ်းမယ်တဲ့နောက်မှတောမျိုးစေ့တွေကိုလည်းဘာလို့မလဲဒီတိုင်းမထားအောင်ဘာလို့မလဲရိတ်သိမ်းပြီးတော့မှမီးရှို့လိုက်မယ်အဲ့ဒါဘယ်လိုခိုင်းမယ်လို့ပြောအဲ့ဒီရိတ်သိမ်းတယ်လို့ပြောတယ်ကောင်းကင်တမန်ဒါကြောင့်ငရဲရောက်တဲ့လူတွေလည်းဘယ်သူတွေကပူဆောင်တယ်ကောင်းကင်တမန်ကောင်းကင်ရောက်တဲ့လူတွေလည်းကောင်းကင်အဲ့ဒါကျွန်တော်တို့ဂျားထဲမှာနားတဲ့နေရာရှိသလားဝိညာဉ်ဖြစ်ရှိဘူးဒါဆိုတစီတွေလည်းလာ
ဝိညာဉ်ဆိုးတွေလေဒီဥစ္စာတွေဝိညာဉ်ဆိုးတွေဝိညာဉ်တွေစာရနဲ့သူ့ရဲ့ဘောင်းပါတွေကတော်တော်လေးလောက်တတ်သလား။အိုးလေကောင်ဆိုတဲ့လူထဲမှာမတယောက်ဝိမလဲ။ အများကြီးပဲလီကောင်ဆိုတာဗါလဲ legend ဆိုတာဘာလို့ရှိလဲရောမစစ်တက်ဘယ်လောက်ရှိသလဲ6000လောက်ရှိတယ်9000လောက်ရှိတယ်အဲဒီဥစ္စာဖြစ်တယ်ဒါကြောင့်ဝိညာဉ်များစွာနောက်အဲ့ဒါတော့ထားလိုက် legend ဆိုတဲ့အတွက်ကြောင့်အများကြီးတော့သိတယ်လူတယောက်ထဲကနေဝိညာဉ်ဆိုးထွက်သွားတယ်နော်ဒါပေမဲ့နေရာမရတဲ့ခါကျတော့ဟိုဘယ်ပြန်လာတယ်နေရာဟောင်းကြည့်တဲ့ခါမှာအကုန်လုံးပါလို့လေရှင်းလင်းတယ်တဲ့နော်နေလို့ကောင်းတယ်ဆိုတော့မှတော့ဘာဖြစ်ခေါ်တယ်ဟောဘယ်နဲ့ရောက်လဲခုနကောင်ခေါ်တယ်ဒါကြောင့်အဲ့ဒါမှတော့အတိအကျခုနရောက်ဆိုတော့လူတယောက်ထဲမှာဝိညာဉ်မြောက်များစွာနေနိုင်တယ်ဒါတော့ဝိညာဉ်တွေကတော်တော်လေးကိုလူတွေကိုနှောက်ယှက်တယ်ဒါကြောင့်လူဝင်စားတာတို့နောက်တော့မှတစီတို့တရေတို့အကုန်လုံးကဘယ်သူတွေလဲနတ်ဆိုးဝိညာဉ်ဆိုးတွေအဲ့ဒါခါကျတော့ကျွန်တော်ကအစိမ့်နေတဲ့ခါမှာတခါပါပဲလေဟိုဝရဏမှာတခါနဲ့6နေတယ်ဆိုတာတစီရီကသူ့ရဲ့ဝိညာဉ်လို့ထားဆောင်တယ်လေငါအိမ်မက်ထဲမှာတွေ့တယ်တင်းချွတ်ချွတ်ပဲအဲ့ဒါမျိုးဟုတ်တော့မလားအော်ကျွန်တော်တို့ဖက်မှာဆိုရင်လေငယ်တော့ကကျွန်တော်စတား6တတ်တာဘာမိပါရအမြဲတမ်းသူတို့တစီတဲ့ရေ6ပြောတယ်ခင်ဗျားတို့ပြောမှာမပြောကျွန်တော်ကတော့တရားထားပြောတယ်သူတို့ခေတ္တမှာဆိုတော့ငယ်တော့ဆိုတစီရီလာနေအိုးတခါတည်းတားတာလို့ဘာလို့ဟုတ်လို့လားကျွန်တော်တို့ခေတ်မှာမတွေ့တော့ဘူးဘာကြောင့်လဲသိလားတစီရီလေသူတို့ကိုအားပေးမှပဲသူတို့လည်းလာတယ်လေဟုတ်လို့မလားအဲ့ဒါကြောင့်အခုမြန်မာပြည်ဘက်မှာဆိုကျွန်တော်ချင်းတောင်ဘက်မှာဆိုဘာလဲဆိုလူတွေမယုံတော့ဘူးလေ Esther has questions. Okay. Is the ghost exist? Yes ခရစ်တော်ကိုယ်လည်းပြောတယ်ငါတစီမဟုတ်ဘူးတဲ့တစီလေးကိုခန္ဓာပါကလည်းမရှိဘူးတဲ့ငါကိုခန္ဓာရှိလို့ပြောတယ်လေခရစ်တော်တစီရှိတဲ့အကြောင်းကိုသူပြောတယ်တစီရှိတယ်ဒါပေမဲ့ကိုခန္ဓာတော့ရှိသလားမရှိဘူးငါတစီမဟုတ်ဘူးမင်းတို့မယုံရင်စားစရာပေးငါစားမယ်တဲ့ခရစ်တော်တစီရှိတဲ့အကြောင်းကိုပြောတယ်အဲ့တစီရီရဲ့ဘယ်မှာနေရှောက်သွားနေတာရှောက်သွားတယ်သူတို့ဝိညာဉ်ကိုတစီဆိုတော့ဝိညာဉ်လေကျွန်တော်လက်တွေ့ပြောမယ်ကျွန်တော်တို့ချင်းတောင်မှာဆိုကျွန်တော်တို့အိမ်ကနေအများအားတွေ့ရတယ်။အိုးမီးတွေလေ။နဲမီးတွေ။အိုးတောင်ရိုးမှာလည်းဒီလိုပဲ။အော်အဲ့ဒါပိုးဆုံးယူပြီးတယ်ပေါ့ ပိုးဆုံးဆုံး။အော်လင်းနာပွားနိုင်တယ်။နော်ပြန်ဆူတယ်ပျောက်သွားတယ်ပြန်ပေါ်လာရတာတွေ့နေရ။ Esther has some more questions. Friends, she said she saw some spirit, just like those, even in daytime. Is it hallucinated or she just really see the ghost? I don't know. It's one of our relatives. Oh, okay. So there's a ghost and evil spirit. Some people can see. It's dependent upon how they reveal it themselves. So Jesus Christ also said that I'm not ghost, right? And ghost has no flesh. So in order to to be seen by to be seen, in order to eat let them know that, he wants to let them know that he is real. So give me something to eat. So Jesus Christ confirmed that there is ghost, evil spirit. Any evil spirit got a certain angel got it. Okay, an angel ရဲ့နေလာတဲ့စာတန်းနဲ့ပေါင်းပါတယ်လေကျွန်တော်တို့ယူဟာနာပါဆိုရင် dead တွေတောင်လောက်တာတို့ dead လောက်တယ်ဟို dead ဥစားရီကားထားလို့တယ်နော်မြောင်းကိုလေရီမြစ်ချောင်းကိုလေတားလိုက်တယ်တို့ဟာဟိုနွေခေါင်ပဲနွေခေါင်မှာကျွန်တော်ရဲ့ဒီဘက်မှာဒီဘက်မှာမြစ်ချောင်းရှိတယ်လေအဲ့ဒီကအခိုးတွေနေရာတွေ့ရတယ်လေဘာလဲပါမြစ်မဟုတ်ဘူး မဟုတ်ဘူး ငွေပြိုင်မိုင်း ဖုန်နေအများအားတွေ့ရတယ်နောက်တကယ်သွားကြည့်ကျွန်တော်နည်းနည်းငယ်တော့စစ်သားဆိုတော့မသွားမကြည့်ဘူးကြည့်တဲ့လူတွေကတွေ့တယ်သူတို့မြေကပြူတယ်အလိုလိုနဲ့တော့တွေ့တော့မတွေ့ရဘူးသူတို့ဒါပေမဲ့ဒီဥစ္စာပြူတဲ့ဥစ္စာတွေကိုခါရတဲ့ချောင်းကိုဟိုလေဒမ်လုပ်လိုက်တာဒီဥစ္စာဒမ်ဖြစ်သွားတာအဲ့ဒါမှဘယ်သူမှငါမဖမ်းရဘူး
အဲ့ဒါလက်တွေ့ပဲလက်တွေ့ဒါကတစီဆိုတာ evil spirit ဆိုတာတကယ်ရှိတယ်မယုံမရှိနဲ့ကျမ်းစာလည်းမရှိဘူးလို့မပြောရှိတယ်လို့ကျွန်တော်တို့ကကျွန်တော်တို့ခရစ်တော်ယုံကြည်တဲ့ဖခင်ကအားကိုးရစင်တို့ဘာမှလုပ်လို့မရကျွန်တော်တို့ဟုတ်ပြီဟုတ်တယ်မတော်တို့လည်းမတော်တို့လည်းချက်ချင်းငရဲချင်းပါပဲဒါနဲ့တို့ရောက်တယ်တို့ရဲ့ဝိညာဉ်ကဘာလဲဆိုတော့တို့ဝိညာဉ်ကစားလို့စားတာဝိညာဉ်မှာလားဆိုရရအားဆောင်ကြလို့ဟုတ်တယ်ဒါမှလူတွေကိုလိမ်လို့ရမလဲဒါမှခရစ်ဟုတ်ပြီအဲ့ဒါဖြစ်နိုင်တယ်လေဖခင်ကပြန်ရှင်းစေနိုင်တယ်လေနော်လူတွေယုံကြည်တာပေါ့အဲ့တော့ဖခင်ကလက်ထဲမှာမရှိဘူးဒါပေမဲ့ပြန်ရှင်းစေနိုင်တယ်ဗျာတတ်နိုင်တယ်ကဆိုတော့ဟုတ်ပြီဒါဆိုကျွန်တော်တို့မယုံကြည်တဲ့ဝိညာဉ်တွေပဲရောက်သွားတယ်ငရဲရောက်တယ်ဘယ်အချိန်မှဆိုအဲ့ဒီငရဲဆိုတာက hell မော်လေ Hades လို့ခေါ်တယ် Hades နော်ဆရာအဲ့လိုငရဲရောက်သွားလို့ရှိရင်ဒီလူတွေကသခင်ခရစ်တော်ပြန်လာတဲ့အခါ judgment ပြန်ပြီးတော့သူတို့လောက်ခံမှာဆိုတော့ဘာလို့သူတို့တန်းတဲ့ငရဲပို့လိုက်တာသူတို့တရားမှမသိချင်ရဘူး hell Hades ဆိုတာကအချုပ်ပဲလောကမှာလည်းကျွန်တော်တို့ချက်ချင်းထောင်မချဘူးလေထောင်မချဘဲနဲ့ဒီထဲမှာချတဲ့ရေအဲ့ဒီအချုပ်ထဲမှာနဲ့ထောင်ထဲမှာပွားတယ်အချုပ်ကတော့ယာယီတရားမစင်ရသေးတဲ့ဥစ္စာချက်ချင်းခဏထားတဲ့နေရာအဲ့ဒီမှာတချို့ကျတော့အကြာကြီးပဲအချုပ်ထဲမှာဆိုတော့အဲ့ဒီမှာအချုပ်ထဲမှာထွက်ပြီးတော့တခါနဲ့တရားစီရင်တယ်အပြစ်မရှိဘူးဆိုပြန်လွတ်လိုက်တယ်လေအပြစ်ရှိတယ်ဆိုမှလွတ်လိုက်လေထောင်ထဲမှာဒီဂရီချတာလေဟုတ်ပြီဆိုတော့က Hades မော်လေ Hell ဆိုတဲ့စာကတော့အချုပ်နဲ့တူတယ်ယာယီနောက်ဆုံးကျတော့အဲ့ဒီ Hell တောင်မှာမီးအိုင်ထဲမှာချက်ပစ်လိုက်တယ်လို့ပြောတယ်ဟုတ်ပြီအဲ့ဒါအခုပြောတော့မလို့အခုကျွန်တော်ပြောသွားပြီလားအခုရှင်းသွားပါမယ်ဒီပြည့်စုံအောင်ဒီဥစ္စာပြောလိုက်နော်ကဲဒါဆိုကျွန်တော်တို့ခရစ်တော် fracture လုပ်တဲ့ fracture တင်းစီတဲ့အခါမှာဒီဥစ္စာအသေးတော်ကလား church age ပေါ့နော်အသေးတော်ဖြစ်ပေါ့အသေးတော်ဖြစ်တော့မှလူများစွာတွေကကဲတယ်ချင်းလို့ရောက်ဒီလူတွေဟာခရစ်တော်ကြွလာတဲ့အခါကျတော့ဒီ rapture ဆိုတဲ့အချိန်မှာဆိုရင်ဟောစားဖြစ်တယ်ရိတ်သိမ်းချင်ပေါ့နော်ခရစ်တော်က BGT မလားထိမိုးကောင်းကင်ထိပဲမိုးတိတ်ဆင်းတော့ကြွလာပြမှာကြာကြည့်ယုံကြည်သူတွေကဘာလုပ်လဲအဲ့ဒါကြောင့်ခုနကကျွန်တော်မေးခွန်းမပြီးနိုင်သေးဘူးသူတို့ကိုခရစ်တော်နဲ့ကိုပို့ဆောင်မယ်ဆိုတာကသူတို့ဝိညာဉ်ကဘယ်ရောက်သွားလဲကိုကောင်းကင်သူတို့ကိုခန္ဓာပြမှာလဲဒီကြီးသူတို့ရဲ့ခရစ်တော်ကြွလာတဲ့အခါမှာသူတို့ဝိညာဉ်ကိုသူတို့ရဲ့ကိုခန္ဓာစီမှာဘာလုပ်မှာလဲပြန်တယ်ဆောက်ပြန်ဖတ်ကြည့်တခုပြန်ဖတ်ကြည့်မယ်လေဟုတ်ပြီအဲ့ဒါမှရှင်ပြန်ချမြောက်လာတယ်တက်တာလုံးနဲ့ပဲတက်တာလုံးနဲ့မပြီးနိုင်ဘူးတက်တာလုံးနဲ့အခန်းကြီးဘယ်လောက်လဲလေးအငယ်ဆက်လေးမှာယေရှုဒီသေပြီးမှတပန်ထမြောက်တော်မူဒီကိုငါတို့ဒီယုံလေထိုနည်းတူယေရှု၌အိပ်ပျော်သောသူတို့ကိုလည်းထိုသခင်နဲ့အတူဖယားသခင်ပို့ဆောင်တော်မူလိမ့်မည်ထိုသခင်နဲ့အတူဖယားပို့ဆောင်မယ်ထိုသခင်ခရစ်တော်ကိုဘယ်တော့ပို့ဆောင်မလဲဖယားခင်ကစီရမယ်လေလောကကိုဟုတ်မလားခ
ခရစ်တော်လောကကြွလာတဲ့အခါမှာထိုဝိညာဉ်များအိပ်ပျော်တဲ့သူရဲ့ဝိညာဉ်ကိုလည်းဘာလို့လဲဥဆောင်တယ်ဥဆောင်ပါတယ်ကိုယ်ရဲ့ကိုယ်ခန္ဓာရှိတဲ့နေရာကိုဘာလို့မလဲဥဆောင်တယ်ဟုတ်ပြီနော်ဥဆောင်ပြီးတော့ဘာဖြစ်မှာလဲဥဆောင်ပြီးနေဆက်ကပါမယ်တခင်ဘုရားရဲ့ဗျာဒိတ်တော်မှာဖြင့်တပတ်နာဆိုဒီကတခင်ဘုရားကြွလာတော်မူသောအခါအသက်ရှင်၍ကြံကျွေးသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏အရင်အအိုးနေရာကြရကြမည်မဟုတ်တခင်ဘုရားသည်ကျွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဘုရားခင်နှင့်တဘောတော်ကိုမှုတ်ခြင်းနဲ့တကွာကောင်းကင်ဘုံကကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တည်လွန်သောသူတို့သည်အအိုးထမြောက်ကြလိမ့်မည်အရင်ဒီဘယ်သူတွေထမလဲဒီလိုတော့ခရစ်တော်ခရစ်တော်၌တည်လွန်သောသူတို့အရင်တော့ဘာလို့မလဲထမယ်အဲဆိုသူတို့ဒီခရစ်တော်ကိုအရင်တွေ့မှာလားတွေ့မလားဟုတ်ဘူးပြီးပြီသူတို့အရင်ထမယ်ထားပြီးတော့ထမြောက်ကြလိမ့်မည်အငယ်၁၉ပတ်ထိုအခါအသက်ရှင်၍ကြံကျွေးသောငါတို့သည်အာဂါသကောင်းကင်၌သခင်ဘုရားထံတော်သို့ရောက်စေခြင်းထိုသူတို့နှင့်တကွမောတိမ်ပေါ်သို့ခြေဆောင်ခြင်းကိုခံရသောအဖြစ်သခင်ဘုရားနှင့်အကျိုးစင်မပြတ်နေရကြလိမ့်မည်ထိုသူတို့နဲ့အတူတူကဘာလို့မလဲခြေဆောင်ခြင်းခံရမယ်ကျွန်တော်ဂျန်စာကိုအပြီးဆုံးမှဖတ်တဲ့ခါကျတော့ဟိုပြီးတဲ့လူတွေအရင်ခရစ်တော်တွေ့ပဲလို့ထင်တယ်ဟုတ်သူတို့အရင်ထားမယ်ပဲပြောသူတို့အရင်ထားပြီးတော့ကျွန်တော်တို့လည်းပြောင်းလဲပြီးတော့ဒါအကုန်လုံးဘာလို့မလဲအကူအတူကခြေဆောင်ခြင်းတို့ရောက်မယ်အဲ့ဒါပြောတာဒါဆိုကျွန်တော်တို့ကျွန်တော်မှမျောလဲချက်ရှိသလားအဲ့ဒါပဲကျွန်တော်တို့ရဲ့မင်္ဂလာရှိသောမျောလဲချက်ဖြစ်ရအခုလူတွေအဲ့ဒါမမျောဘဲနဲ့ဗာမျောနေကြတယ်လောကမျောနေကြတာဟုတ်တယ်မလားအလုံးရဖို့နော်နဲ့ကားဝယ်ဖို့အိမ်ဝယ်ဖို့မိမယူဖို့မြန်မာပြည်သွားတယ်ဖို့အဲ့ဒါလည်းမျောနေကြတာဒါတွေမမျောနဲ့လို့မဟုတ်ဘူးကျွန်တော်တို့ရဲ့အတိတ်ကမျောနေရမှာဘာဖြစ်ရမလဲ rapture မြင်သွားမယ်ဒါပေမဲ့ကျွန်တော်တို့ဘာကြောင့် rapture မမျောကြတာလဲမသိလို့လောကမှာအရန်ပျော်လို့နေစီပြေတော့ကျွန်တော်တို့လောကမှာအရန်ပျော်လို့နေဘယ်သူတွေကမျောတာလဲဒုက္ခရောက်တဲ့ဒုက္ခအကြီးကျယ်တွေ့တဲ့လူတွေရိုးရိုးဒုက္ခမှာလည်းအထူးသဖြင့်ခရစ်တော်ကြောင့်ဒုက္ခရောက်တဲ့လူတွေကအဲ့ဒါနဲ့ပြောတော့တာပရမဒုတိယရာဆုံးနေတဲ့ဒီတက်တော်နေခေတ်တုန်းကဆိုရင်လောကမှာသူတို့ဟာအကြီးကျယ်ဒုက္ခရောက်တယ်လေအဲ့ဒါကြောင့်သူတို့ discriminate ခံရတယ်လေခရစ်တော်ယုံကြည်တဲ့ကြောင့်အဲ့ဒါကြောင့်သူတို့တရားနဲ့တရားအားပေးတာကတော့တောက်ထအောက်ထခင်ဘုရားကြွလာတော့မယ်အဲ့ဒီချိန်ကြမှာပဲငါတို့လွတ်ကြီးချမ်းသာပြရမယ်ဆိုတော့တို့အဲ့ဒါတရားနဲ့တရားအားပေးတဲ့ဥစ္စာဖြစ်တယ်ကျွန်တော်တို့ကျတော့အားပေးဖို့မရဘာကြောင့်လဲသိလားကျွန်တော်တို့ကဒုက္ခတွေ့လဲအဲ့ဒီခိုင်ပေါ်မမျောဘူးခရစ်တော်ကြွလာမယ့်ဥစ္စာမမျောဘူးကျွန်တော်တို့လူဝေးအားကိုချင်နေတယ်အဲ့ဒါကြောင့်အရန်ခက်တယ်အခုကလုတ်ဝမ်ခေတ်လေနော်လည်းရှင်းနော်လော်ဒီကြီးအတင်းတော်ခေတ်ဖြစ်နေတာလုတ်ဝမ်ဆိုလောကအရာလည်းချစ်ကျွန်တော်တို့ကလောကအရာလည်းချစ်ကောင်းကင်နိုင်ငံနဲ့တပိုင်းချစ်အဲ့လိုဖြစ်နေတာအဲ့ဒါဘောနေကဲမဟုတ်လို့ဆိုကောင်းကင်နိုင်ငံတော့မပြောချင်တော့အေးကောင်းပြီဒါဆိုရင်ကျွန်တော်ကဒီမှာပြပြမယ်ခရစ်တော်ကြွလာတဲ့အခါမှာလူများစွာရှင်ပြန်ထမ်းမြောက်မလားအဲ့ဒါရိတ်သိမ်းခြင်းဖြစ်တယ်ရိတ်သိမ်းခြင်းစပါးရိတ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အားလုံးမဲ့တတ်သလားမမဲ့ဘဲနဲ့ကြံရင်နောက်ကျတဲ့အရာတွေရှိသလားအဲ့ဒါတွေကြတော့ရိတ်ကြလားမရိတ်ဘူးဒီတိုင်းပဲရိတ်သိမ်းတဲ့ချိန်မှာမရိတ်ဘူးလေထားခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်လည်းပြောဆုံးဝင်ဖားတဲ့အခါမှာမမဲ့သေးတဲ့ဥစ္စာတွေထားခဲ့မဲ့လာနိုင်မယ်သူတို့စောက်အဲ့တော့မမဲ့တဲ့ဥစ္စာတွေကိုထားခဲ့တယ်အဲ့ဒီထားခဲ့တဲ့ဥစ္စာကိုဘယ်အချိန်မှပြန်ရိတ်မလဲဆိုတာဘေးရန်ကြီးကာလအပြီးမှာဘေးရန်ကြီးကာလဆိုတာကနော်စပါးရိတ်သိမ်းရကာလပါဆိုနေရဘယ်လိုဖြစ်တယ်လဲပူသလားမိုးရွာသလားပူတယ်ဒါကြောင့်ပူတယ်အဲ့ဒီချိန်မှာဆိုရင်ပြန်နှဲ့လိုက်မယ်သူတို့လည်းမဲ့တော့ဒါကြောင့်ဗာလဲဘေးရန်ကြီးကာလမှာများစွာသောလူတွေပြန်လဲကယ်တင်ခြင်းတို့ရောက်မလားရောက်မယ်ဒါနဲ့သူတို့ကယ်တင်ခြင်းတော့ကျွန်တော်တို့နဲ့တူသလားမတူဘူးသူတို့ကတော့ဘာခံရမှာလဲလေဘင်းပြက်ခံအဲ့ဒါလည်းဘယ်မှာတွေ့ရလဲဗျာဒိတ်ကျမ်းထဲမှာအခန်းကြီးဘယ်လောက်မှာလဲခုနှစ်
နေနေနေမောဘယ်လောက်အခန်းကြီး9ပါ sorry အခန်းကြီး9အငယ်ဘယ်လောက်မလဲဆိုတော့အငယ်8ကနေဖတ်ရအောင်ထိုစာဆောင်ကိုခံယူသောအခါသူတို့၄ပါးနဲ့အသက်ကြီးသော24ပါးတို့သည်တန်ရှင်းသူတို့ပြနာတီတို့သောဘေးရှို့ရာနတ်တာပေါင်းနဲ့ပြည်သောရွှေပလားကို၎င်းစောင်းကို၎င်းဒီကံ၍တို့တငယ်ရှိ၌ပြည့်ဝလျက်ကိုတော်ဒီအတိတချင်းခံတော်မူသောအဖြစ်အသေးသေးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခတ်သိမ်းတို့အထဲမှကျွန်တော်တို့ကိုရွေ၍အသွေးတော်နဲ့ဘုရားခင်ကိုရွေတော်တော်မူ၏ကျွန်တော်တို့ဘုရားခင်ရှေ့မှာရှင်မင်းရာနဲ့၎င်းရှင်းပွေးရာနဲ့၎င်းခတ်ထား၍မြေကြီးပေါ်မှာစိုးစံတော်ခွင့်ကိုပေးတော်မူ၏ထို့ကြောင့်ကိုတော်ဒီစာဆောင်တော်အဲ့ဒါလည်းမဟုတ်သေးဘူးဒီဥစ္စာညာစောတော်တို့ရကဲဥစ္စာတော့ရောက်တယ်ဒါပေမဲ့ခန်းကြီးကိုနောက်ဆုံးပိုင်းမှာလည်းအငယ်ဆက်တော့အသက်ကြီးသူခန်းကြီးကိုငယ်ဆက်လေးမှာကြည့်မယ်ဆိုရင်အသက်ကြီးသူတစ်ပါးကလည်းဖြူသောဝတ်ကလုံးကိုဝတ်ဆင်သောဤသူတို့ဒီအဘေသူနှင့်အငယ်ဟိုကနေအငယ်ကိုကနေဖတ်ရမယ်အငယ်ကိုကနေတို့ဖတ်ရအောင်ခန်းကြီးကိုအငယ်ကိုကနေထို့နောက်မှငါကြည့်လင်အသီးသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခတ်သိမ်းတို့အထဲမှထွက်၍ဘယ်သူမျှမရည်တွက်နိုင်သောလူများပေါင်းတို့ဒီဖြူသောဝတ်လုံးကိုဝတ်ဆင်လျက်စောကလုံးခက်ကိုကိုင်လျက်ပလင်းတော်ရှိသိုးငယ်ရှိပါရက်နေကြ၏သူတို့ကလည်းပလင်းပေါ်မှာထိုင်တော်မူသောသူတို့ငါတို့၏ဘုရားသခင်နှင့်သိုးငယ်ဒီကေရီတော်ကိုချင်းချမ်းသာရှိသောကိုစီသေးကိုကြီးသောအတာနှင့်ကြွေးကြော်ကြ၏လေတော်မှစသောအသက်ကြီးသူနှင့်တဝါလေးပါပဝန်းကျင်၌ရက်နေသောကောင်းကင်သမားအပေါင်းတို့သည်လေတော်ရှိမှပြည့်ဝ၍ဘုရားသခင်ကိုကိုးကွယ်လေအာမင်ငါတို့ဘုရားခင်ကဘာဆက်ဆက်ကောင်းခြင်းမင်္ဂလာဘုံပညာနဲ့ထွားကျေးဇူးတော်ချီးမွမ်းခြင်းကုန်သည်တကောတတိရှိတော်ကိုစေတည်းတို့အာမင်ကိုပြောဆိုကြ၏အသက်ကြီးသူတစ်ပါးကလည်းဖြူသောဝတ်တော်ကိုဝတ်ဆင်သောဤသူတို့သည်အဘေသူဒီအဘေရက်ကလာကြသည်ဟုငါမင်းလေငါကတခင်ကိုတော်သိပါရုံပြန်လျှောက်၏သူကလည်းဤသူတို့သည်ကြီးစွာသောဆင်းရဲဒုက္ခထဲကထွက်မြောက်၍မိမိတို့ဝတ်တော်ကိုသိုးတကယ်အသွေး၌လျှော်၍ဖြိုးစေသောသူဖြစ်ကြသည်ထို့ကြောင့်ဘုရားသခင်၏လေတော်ရှိမှနေရာရ၍မိမ္မာတော်၌ဘုရားသခင်ဝတ်ကိုနှင်းညမပြည့်ပြုကြ၏ပလင်ပေါ်မှာထိုင်တော်မူသောသူဒီလည်းသူတို့တွင်ကျင်းဝတ်တော်မူမည်သူတို့ဒီနောက်တစ်ပါးရင်ကချင်းဖွင့်ခံရနေအောင်ချေလေးမထီရဘဲသူအဘေပူကိုမြတ်မခံရကြအကြောင်းတော်ကပလင်တော်တွင်၌ရှိသောသိုးတကယ်တွေသူတို့ကိုလှုပ်ကြွေအသက်ဆိုင်ရည်တွေသူလမ်းပြလိုက်မည်တဲ့ဆိုတော့ကသူတို့မြတ်ရေလည်းတုံးပေးလိမ့်မယ်နော်ဆိုတော့ဘေးကချင်းကာလမှာမြတ်စွာဘုရားတို့တွေကယ်တင်ချစ်ရောက်လားရောက်မယ်ဒုက္ခကြီးစွာချင်းကလို့ပြောတယ်ဒီလူတွေဟာသူတို့ဝိညာဉ်နာကယ်တင်ချစ်တို့ရောက်လားရောက်တယ်နောက်တော့မှာဘုရားတဏှာမှာရှိသေးတယ်ပလင်အောက်မှာသူတို့ဝိညာဉ်မရှိတယ်တဲ့အဲ့ဒါမလားဟုတ်ပါလားအခါကြီး6မှာဖြစ်လိမ့်မယ်ခါကြီး6ခါကြီးဘုံနဲ့ကိုခါကြီး6ငယ်9ပါဗာလဲပထမတစ်စိတ်ကို ဟုတ်တယ်ပထမစိတ်ဆိုတော့ပြေစမတစ်စိတ်ပါပြေစမတစ်စိတ်ကိုဖွင့်တော့အခါဘုရားသခင်ရဲ့နှုတ်ဘတ်တော်ကြောင့်၎င်းမိမိတို့တသက်ခံချက်ကြောင့်၎င်းအတေတတ်ခြင်းကိုခံရသောသူတွေဝိညာဉ်များကိုရစ်ပလင်အောက်၌ငာမြင်၏သူတို့ကလည်းတတ်ရှင်တော်မှာ၍အစိုးပိုင်သောတော်မူသောအရှင်မြေပေါ်မှာနေသောသူတို့တွေငါတို့အသွေးကိုသွန်းသော
တွန်းကြသောပြည့်နဲ့အလျောက်ဒါမပေးပဲအမေမြကာလပတ်လုံးနေတော်မူမည်ဟုကြီးတော်သားနဲ့ကြွေးကြော်ကြ၏ထိုတော်၌ဖြူသောဝတ်လုံကိုပေးတော်မူ၏တို့နည်းတူအသေးတတ်ခြင်းကိုခံရလန်တော်မိမိတို့လွတ်ပေါ်ဆောင်ဖက်မြေကိုတို့သည်ပြည့်စုံခြင်းတို့မရောက်မီခဏအနေဝတ်စွာနေကြဖို့မည်ဟုတို့အားမိန့်တော်မူ၏ဒီလူတွေကမေးလာကြီးကာလလူတွေပဲနော်တို့ကလေလေးဖြစ်ခံတဲ့လူတွေမာတို့ရာတွေပေါ့နော်ဆိုတော့ဒီလူတွေကကျွန်တော်ဟုတ်ပြီ30မှာလည်းရှိတယ်20ဟုတ်တယ်20လောက်ဆိုတော့တို့ရှင်ပြန်ထားမျိုးချင်းတဲ့အကြောင်း20မှာရှင်ပြန်ထားမျိုးချင်းတဲ့အကြောင်းအဲ့ဒီလူတွေထင်ရှင်းတယ်အဲ့ဒီမတိုင်မှာနည်းနည်းလေးရှင်းပြခြင်းတယ်ဒီဘေးရန်ကြီးကာလကလူတွေကြတော့တို့ကကျွန်တော်တို့ကျေးဇူးတော်ကာလလူတွေယုံကြည်သူတွေနဲ့မတူဘူးကျွန်တော်ကျေးဇူးတော်ကာလလူတွေကြတော့တတိဖန်လိုပဲဆူတောင်းပေးတယ်အတိတ်ချိတ်ခံတဲ့လူတွေတတိဖန်ကတို့ကိုဂဲနဲ့ပေါက်တဲ့လူတွေအတွက်ကိုဆူတောင်းပေးသလားတို့အပြစ်မသိတော့ကြောင့်ကိုတော့အပြစ်လွတ်တော်မူပါလို့တောင်းသလားအဲ့ဒါလိုပဲသိကြကြလားပါတစ်ဖက်ကြရင်ဘာလို့လဲတစ်ဖက်လည်းခံလို့ပြောတယ်လေဂျေဇုတော်ကာလမှာအသေးသက်ချင်းခံရတဲ့လူတွေဟာဆိုရင်နော်သူတို့ကိုတတ်ခတ်တဲ့လူတွေပေါ်မှာအဲ့ဒါလို့ဆိုမတာဘေးရန်ကြီးကာလလူတွေကတော့အဲ့လိုမဟုတ်သူတို့ကိုတရားမစီရင်မဲ့အပေပြလကာလပတ်လို့သူကလည်းစားချီတာကိုဆုတောင်းဘေးရန်ကြီးကာလလူတွေနော်ဟုတ်လေနာလို့ကြောက်တော့တတိပါနဲ့နာတယ်လေနာလို့တော့ခိကာလမတူတော့ဆိုတော့အဲ့ဒါကြောင့်ဘေးရန်ကြီးကာလလူတွေကလေရင်းချက်ခံရမယ်ဒီလူတွေဟာဒါကြောင့်ဘေးရန်ကြီးကာလမှာလည်းကဲချင်းတို့ရောက်တဲ့လူတွေတော်များသလားများတယ်ဒီလူတွေဟာခုနကအနေပြောတဲ့အခန်းကြီး20မှာရှင်ပြန်ထားမြောက်လိမ့်မယ်အခန်းကြီး20အငယ်4လောက်အဲ့ဆိုအဲ့ဒီဘေးရန်ကြီးကာလကပြန်လေယုံကြည်တဲ့လူတွေကအစကတည်းကဘောနကဲမဖြစ်တဲ့လူမဖြစ်တဲ့လူဘောနကဲဖြစ်တဲ့ဆိုတော့ဘယ်ရောက်သွားပြီလဲရှင်ဆောင်ခြင်းတော်ပါသွားပြီအခန်းကြီး20အငယ်4ကိုကျွန်တော်တို့ဖတ်ရပါပလင်များကိုလည်းငါနေပလင်တော်မှာထိုင်တော်သူတို့တွေတရားစီရင်တော်ဖိတ်ကိုရကြ၏တားရဲနဲ့သူရုပ်တို့ကိုမကိုးကွယ်သူ့ရဲ့စိတ်လက်မှတ်ကိုတပူးနိုင်လက်မခံလက်နိုင်လက်မခံမဲနေ၍ယေရှုရဲ့တသက်ခံတော်မူချက်နဲ့တရားသခင်နှုတ်ပတ်တော်ကြောင့်လေရင်းဖြတ်ခြင်းကိုခံရသောသူတို့ဝိညာဉ်များကိုငါမြင်၏သူတို့ဒီအသက်ရှင်၍အနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နဲ့အတူစိုးဆိုင်ရကြ၏ဒါကြောင့်ဒီမိရာကြီးကာလအတွင်းမှာလေရင်းဖြတ်ခံရတဲ့ယုံကြည်သူတွေဟာပြန်လဲရှင်ပြန်ထမြောက်သလားထမြောက်သလားထမြောက်တယ်ဘယ်အချိန်မှထမြောက်သလဲခရစ်တော်တို့တဲ့ချိန်ကြွလာတဲ့အခါမှာဒီဥစ္စာကိုကျွန်တော်တို့ဘယ်လိုပြောလို့ရလဲဆိုတော့စမားရင်တဲ့အခါမှာအဦးသိတော့သိရင်တယ်မလားများသလားနည်းသလားနည်းနည်းလေးနောက်ရင်တဲ့ချိန်မှာကျတော့များသလားတဲ့ချိန်မှာမမဲ့တဲ့ဥစ္စာတွေကျတော့ထားခဲ့သလားထားခဲ့တဲ့ဥစ္စာတွေကစာ6သေးလားစာ6သေးလားမ6တော့ဘူးကြိုက်တယ်လို့ပဲအကောင်နဲ့စားတယ်တဲ့ဥစ္စာနဲ့ကြံကြီးတဲ့တွေကိုဘာလို့ပါလဲရစ်တယ်ဒီလိုတွေကိုကောက်တင်းကောက်လို့ကျွန်တော်ပြောနိုင်ကောက်တင်းကောက်ဆိုတာက gleaning harvest အခု harvest ကတော့အများဆုံးပေါ့အဲ့ဒါမှမမဲ့သေးတဲ့ဥစ္စာတွေကြောင့်ကောက်တင်းကောက်လို့ပြောတယ်ဒါတော့ဒီပေါ်နေတယ်လို့ဆိုသိမှာကောက်တင်းကောက်ဆိုတာအကျွေးနဲ့ကြာနေပေါ့နော်ဒီဥစ္စာတွေ gleaning ကောက်တင်းကောက်ဒီဥစ္စာကကောက်တင်းကောက်ဖြစ်တယ်ဟုတ်ပြီဒီတက်တယ်နော်ကောက်တင်းကောက်ဟုတ်တယ်ဒီ rapture ဖြစ်တာနဲ့ဝိတ္တရှင်တော်ဝင်တော့လည်းမရှိတော့အခုကျွန်တော်တို့ကြားတဲ့ဒီလိုတင်တန်းပေးတာဘယ်သူမှနှောက်ရှက်ပါလားမဟုတ်ရှက်ဘူးအခုကွန်မြူနစ်နိုင်ငံနဲ့မွတ်စလင်နိုင်ငံတချို့တော့မှာပဲဒီလိုမကြိုက်တာတီရန်တော်မိတ်မှာဆော်ဒီအာရေဗျမှာနော်အခုဒီမှာဘာလဲဆိုတော့အခုကျွန်တော်ကြားရတယ်လို့ဒီလိုလုပ်လို့ရတာခရိယာတွေဘာသူလွတ်လပ်စွာနဲ့တခါတည်းလုပ်လို့ရတာတန်ရှင်းတော်ဝိနေတော့ဘာလို့လဲကျွန်တော်တို့
ကွယ်နေတာကာကွယ်နေတာဒါကြောင့်စာတန်နဲ့ကြိုက်တယ်လို့ကျွန်တော်တို့နောက်ရှင်းလို့မရအဲ့ဒီ rapture ပြီးတဲ့ခါကျတော့တန်ရှင်းသောဝိညာဉ်တော်ဘာလုပ်လဲရုပ်သိမ်းသွားမယ်ရုပ်သိမ်းတဲ့ခါကျတော့ယုံကြည်သူတွေကလွတ်လပ်စွာပြောလို့မရဒါကြောင့်ကျွန်တော်တို့အသက်ပေးပြီးတော့ပြောတယ်လေပဲပြတ်ခံရတယ်ဒါကြောင့်အခုချိန်လိုရသလားနောက်ပိုင်းပဲ အဲ့လိုတော့ပေါ့ဒါမဲ့လေ special way of conviction မရပဲသူတို့ဘယ်လိုယုံကြည်နိုင်ပါ့မလဲ ဟုတ်တယ် ကြားဖြစ်တယ်ကြားဖြစ် ဟုတ်တယ်ဒီလိုရှိတယ်အဲ့ဒါဒီလိုရှိတယ်ဓမ္မဟောင်းကာလမှာတရှိသောဝိညာဉ်တော်ရှိသလားရှိတယ်တို့တော်လည်းဂျူးကြားတဲ့ခေါင်းဆောင်နေစီမှာပဲရှိတယ် ရှင်ပညာ ဒါခမင်းတော်ဖြစ်နေအခုကြတော့တရှိသောဝိညာဉ်တော်ဖြစ်ဟုတ်ပြီနော်အဲ့ဒါဖြစ်ဒီကိုနားလည်ဖို့လိုတယ်ဓမ္မဟောင်းကျမ်းမှာဆိုရင်တရှိသောဝိညာဉ်တော်ဖြစ်မဟုတ်တဲ့အတွက်ကြောင့်ခမင်းတော်ရဲ့အတန်ကိုကြားရလားကြားရတယ်တို့ပါသူဖြစ်တဲ့သူတားတော်ခမင်းတော်တရှိသောဝိညာဉ်တော်တို့အဲ့ဒါအလုပ်လုပ်ကြတယ်လေအခုဂျေဇုတော်ကာလမှာကျတော့တရှိသောဝိညာဉ်တော်နဲ့ပဲစကားပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ခမင်းတော်ကနေဒီလေလုပ်ကြတာကျွန်တော်တို့မလုပ်တော့တားတော်ကလည်းလုပ်ကြတာမလုပ်တော့အဲ့ဒီဘေးကကြီးကာလ special တူတူတောင်းတောင်းလေးအဲ့ဒီတွင်မှာဆိုရင်ဖယားတော့ဖယားပဲသူတို့ conviction ပေးတာတော့ကျွန်တော်တို့ကဲတော့အတူမနေဘူးသူကလူတွေကိုတော့ဥစ္စာ conviction တော့ပေးမှာပေါ့ဒါပေမဲ့ကျွန်တော်တို့လိုအတူတူမနေဘူးသူကဒါကြောင့်တချို့လူတွေကမခွဲတမချမ်းကျန်းစာကိုမခွဲခြားတဲ့အခါကျဒါဝိမင်းကြီးဆုတောင်းတဲ့အစာကိုယူပြီးတော့လေတော့ဗတစီမနဲ့မာယွန်းတဲ့အခါမှာဘယ်လိုဆုတောင်းကြတယ်လားတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်ထံမှာမယုတ်သိမ်းပါနဲ့လို့ပြောတယ်။ဘာကြောင့်လဲလို့တောင်းတယ်လဲဆိုတော့ကသူ့တခင်စာဌာနနဲ့တန်ရှင်တော်ဝိညာဉ်တော်ယုတ်သိမ်းတာကိုသူတွေ့သလား။ရှောလို့ထဲနဲ့ရှင်ဘင်းတော်လို့ထဲယုတ်သိမ်းတာတွေ့တယ်လေ။တွေ့တဲ့အခါမှာရှောလို့နေလို့ရမလား။အဲ့ဒါအရန်ခက်တော့ဒါဝိရတအားကြောက်တယ်လေ။အဲ့လိုဖြစ်မှာဆိုလို့သူကတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်ဌာနနဲ့မယုတ်သိမ်းတော်မဟုတ်ပါနဲ့။အဲ့ဒါကြောင့်အခုဘောတကယ်ဖြစ်တဲ့ဒီခေတ်ကာလမှာလည်းလူတွေကဒါဝိလိုပဲတောင်းကြတယ်လေအဲ့ဒါမဟုတ်ဘူးသူတို့ခေတ်တုန်းကဆိုရင်လူတိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်မပေးဘူးခေါင်းဆောင်တွေမှာပဲပေးတယ်ရစ်ပရောတွေသုံးမျိုးပဲပေးတယ်သူတို့ကခေါင်းဆောင်စီရှင်တွေပေးတယ်ရစ်ပရောပေးတယ် prophet တွေလည်းပေးတယ်လူတိုင်းမပေးဘူးအဲ့ဒါတို့ကဘာကြောင့်လဲဆိုတော့သူ့ခေတ်မဟုတ်သေးဘူးလေဒါကြောင့်သူတို့ကခမင်းတော်တာနဲ့ကြားရလားကြားတယ်ဒါပေမဲ့ကျွန်တော်တို့ကြတော့ခမင်းတော်တန်ကြားသေးလားမကြားတော့ဘူးအခုကဘာဖြစ်လဲတရှင်တော်ဝင်တော်ခင်ဒါကြောင့်ယုံကြည်တော်သူတိုင်းမှာပေးသလားပေးတယ်ဒါကြောင့်ဖြစ်တော့ငါမရှိတော့လဲတရှင်တော်ဝင်တော်တို့တင်တို့မှာပေးနေအစီအပြတ်နေတယ်လို့ပြောတယ်လေဒါကြောင့်ခေတ်ကာလကိုပိုင်းခြားဖို့လုပ်တာ အဲ့ဒါဆရာဘေးရင်ကာလမှာခုလိုတော့ဟုတ်ပြီမယ် conviction တော့ special way နဲ့ပဲလုပ်ပါပေါ့ ဟုတ်ပြီဖယားမလုပ်ဘဲနဲ့တော့တို့ conviction ကမရနိုင်ကျွန်တော်တို့ကဲတော့မဟုတ်တော့တမျိုးဖြစ်သွားအသေးစိတ်မပြောတော့ကျွန်တော်တို့လည်းအကုန်လုံးတော့မပြောတည်နိုင်ဒါပေမဲ့ခယား conviction မပေးဘဲနဲ့တော့တို့ကဘောနဲ့ကဲမဖြစ်အဲ့ခရစ်တော်လည်းမခံနိုင်ဘူးဟုတ်ပြီနိုင်သူဘိုက်စာနေပဲတူတယ်ဟုတ်ပြီအဲ့ဒါတော့လည်းပဲကျွန်တော်ဆုံးတိုက်ရအောင်နော်ပြန်ဆက်မယ်ဒီနေ့တော့ဆက်ချင်ကြပါလားဟုတ်ပြီသမီးစားပြီးကျွန်တော်တို့ပြန်ဆက်မယ်လေနော်ဟုတ်ပြီဆရာဆရာဆက်လို့လည်းမရတော့ကြောင်းညာလိုက်